ကောင်းသောညလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဗတ္တိကာရတ္တဒီသုဒ္ဓမှာမြတ်စွာဘုရားကဘဝမှာအမြင့်မြတ်ဆုံးနေတဲ့နေ့အငြိမ်းချမ်းဆုံးနေတဲ့နေ့ကိုသင်ပေးထားတယ်လို့ဆိုရမှာပါအငြိမ်းချမ်းဆုံးအမြင့်မြတ်ဆုံးနေထိုင်နိုင်ခြင်းတယ်ဆိုလို့ရှိရင်ဒီသုဒ္ဓမှာလာရှိတဲ့အဆုံးအမတွေကိုကောင်းကောင်းကျွမ်းကျင်ထားရမယ်လိမ္မာထားရမယ်နော်ဒါကြောင့်ဒီသုဒ္ဓံလေးကိုပိဋကပေါင်းတော်ကောင်းတို့ဘဝမှာအမြင့်မြတ်ဆုံးငြိမ်းချမ်းဆုံးနေတဲ့နေ့နဲ့တို့နေထိုင်သွားကြပြီလို့ဒီလိုလေးမြင့်မြတ်တဲ့စိတ်ထားလေးနဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်လေးနဲ့နာယူကြည့်ကြမယ်ပေါ့နော်ဒီသုဒ္ဓံကမြတ်စွာဘုရားလက်ထက်တော်အခါကလူလောကရဲ့မကဘူးနတ်လောကထိပါကြော်ကြားတဲ့သုဒ္ဓံပဲဘုရင်တို့ဥပရိပန္နတပါဠိတော်ထဲမှာဒီသုဒ္ဓံကိုဟောတဲ့ပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့သုဒ္ဓံ၄မျိုးတောင်မှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒီထဲမှာတွေ့ရတာကတာဝရိန္ဒာမှာရှိတဲ့နတ်တွေကဒီသုဒ္ဓံကိုပင်လေကတိပင်ရဲမှာမြတ်စွာဘုရားဟောဘူးလို့သူတို့နာဘူးတဲ့ဒါကြောင့်ယဟန်တော်တွေကိုလာပြီးတော့ရှောက်ထားတာတောင်ရှိတယ်အရှင်ဘုရားဗတ္တိကာရတ္တသုဒ္ဓံမှာလာရှိတဲ့ဂါထာတော်တွေဥဒေတအကျဉ်းအဖြစ်ဟောထားတာတွေနေဒေတအကျဉ်းအဖြစ်ဟောထားတာတွေကိုအရှင်ဘုရားတို့ဆောင်းထားရဲ့လားဆောင်းထားရဲ့လားဆိုတာကအလွတ်ရအောင်ကြက်ပြီးတော့နှုတ်တဲ့အာကုံဆောင်းထားရဲ့လားလို့မေးတာတချို့ရန်တော်တွေလည်းဆောင်းထားတယ်တချို့ရန်တော်တွေလည်းဆောင်းမထားဘူးပေါ့အဲ့တော့အဲ့ဒီနတ်သားကဒီဗတ္တိကာရတ္တသုဒ္ဓံမှာလာရှိတဲ့ဂါထာတော်တွေဥဒေတနေဒေတနော်အကျဉ်းဟောကြားချက်အကျဉ်းဟောကြားချက်တွေကိုဆောင်းထားတဲ့နဲ့နားလည်အောင်လှုပ်ထားတဲ့နဲ့ဒါဟာအလွန်တရာမှအကျိုးကျေးဇူးများတယ်ရွတ်ဖတ်ပူဇော်ခြင်းကလည်းပဲထိုက်တန်တယ်လို့အဲ့လိုမျိုးယဟန်တော်တွေကိုရှောက်ထားတာတွေရှိတယ်ဒါကြောင့်ပေတပေါင်းတော်ပေါင်းတို့အလေးနဲ့ထမ်းပြီးတော့ဒီဒေသနာကိုနာယူကြည်ညိုကြည့်ကြမယ်နော်ဒီဗတ္တိကာရတ္တသုဒ္ဓံမှာဂါထာ၄ပုဒ်ဖြင့်တန်းစာဆင်ပြီးတော့မြတ်စွာဘုရားဟောခဲ့တယ်ဂါထာတစ်ပုဒ်နဲ့တစ်ပုဒ်ကလည်းပဲအလွန်တရာမှအချိတ်အဆက်မိတယ်လို့ဦးဇင်းစိတ်ထဲမှာခံစားရတယ်ဒီပါဠိတော်ဂါထာလေး၄ပုဒ်ကိုရွတ်ဖတ်လိုက်မယ်ဆိုလို့ရှိရင်1မိနစ်တောင်မကြာဘူးဒါပေမဲ့အဓိပ္ပာယ်ကတော့သိမယ်ဆိုလို့ရှိရင်သိလို့ကိုမဆုံးနိုင်ဘူးအလွန်တရာမှကျေပြန့်တယ်ဒါကိုနားလည်မှုကြီးကြီးမားမားနဲ့ဘဝမှာလက်တွေ့အသုံးချပြီးတော့ဒီအစုံအမနဲ့အညီနေထိုင်ကျင့်သုံးနိုင်မယ်ဆိုရင်တော့အငြိမ်းချမ်းဆုံးအကောင်းမွန်ဆုံးရလဒ်ကိုရရှိရလိမ့်မယ်ပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီဒေသနာလေးကိုတကယ့်ကိုပဲအလေးနဲ့ထားပြီးတော့နာယူစေခြင်းတယ်ဟုတ်လားဂါထာ၄ပုဒ်အဲ့ဒီဂါထာ၄ပုဒ်ကိုအသေးစိတ်ဦးဇင်းပိဿပေါင်းသူတော်ကောင်းတို့ကိုတဏှာကြီးပို့ပို့လောက်အချင်းယူပြီးတော့ရှင်းပြသွားပါမယ်နော်ပထမဂါထာကဘာပြောထားလဲဆိုတော့အတိတံနာနွာကမေယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တအပတ္တင်္စအနာဂတံအတိတံအတိတ်ကိုနာနာကမေယအစင်မလိုက်ရတဲ့အတိတ်ကိုအစင်မလိုက်ရဘူးတဲ့အတိတ်ကိုအစင်မလိုက်ရဘူးဆိုတာဘာပြောတာတုံးဆိုတော့ဖြစ်ခဲ့ပြီးသားအတိတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာလောဘဒေါသမောဟတွေနဲ့တွေးပြီးတော့ကြမ်းပြီးတော့မနေရဘူးလို့ပြောတာနပတိကင်ခေအနာဂတံအနာဂတအနာဂတ်ကိုနပတိကင်ခေမျောမှန်းတောင့်တ၍မနေရတဲ့ရောက်မလာသေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲတောင့်တမှုကြောက်ကြမှုတွေနဲ့ကိုယ့်ရဲ့စိတ်နှလုံးကိုပူလောင်ပင်ပန်းအောင်မလုပ်ရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တဲ့ယရတိတံပဟိနန္တံအတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီမရှိတော့ဘူးတဲ့အပတ္တင်္စအနာဂတံအနာဂတ်ဆိုတာကတော့ရောက်မလာသေးဘူးတဲ့ပြုတ်ပုံလေးကအကြောင်းအကျိုးအလွန်တရာမှညီညွတ်တယ်နော်အတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ကိုမျှော်မှန်းတောင့်တမနေနဲ့ဘာကြောင့်လဲဆိုတော့အတိတ်ဆိုတာမရှိတော့ဘူးတဲ့ကုန်ခဲ့ပြီပျောက်ခဲ့ပြီပြီးခဲ့ပြီအနာဂတ်ဆိုတာကတော့တကယ်ကိုရောက်မလာသေးလို့သူလည်းပဲမရှိသေးဘူးတဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အတိတ်ကိုမရှိတော့ဘူးလို့ရှင်းရှင်းလင်းလင်းနားလည်ပြီးတော့ဖြစ်ခဲ့ပြီးသားအတိတ်ကာလကအခြေအနေအရရက်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဘလို့လောဘဒေါသမောဟကိလေသာတရားအကုသိုလ်တရားမှမဖြစ်အောင်ကြိုးပမ်းကြရမယ်တကယ်ရောက်မလာသေးလို့တကယ်မရှိသေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ထဲမှာပူလောင်မှုလေးလံမှုတွေနဲ့မစင်ရဲအောင်လည်းပဲကြိုးစားကြရမယ်ပေါ့ဒါကိုဦးဇင်းတို့ပါမောက္ခချုပ်ဆရာဘုရားကြီးရဲ့စကားကိုယူပြောရမယ်ဆိုရင်တော့
အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ကောင်းတယ်နော်ဒီစကားလေးအတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့တဲ့အဲ့ဒါဘဝမှာငြိမ်းငြိမ်းချမ်းချမ်းမြင့်မြင့်မြတ်မြတ်နေလိုကြတယ်ဆိုရင်စိတ်နှလုံးကိုချမ်းချမ်းသာသာထားလိုကြတယ်ဆိုလို့ရှိရင်အဲ့ဒီအဆုံးအမကိုတတ်နိုင်တယ်မြတ်လိုက်နာကြည့်ရမယ်အတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့နေတဲ့အလေးအကျင့်ကိုပြုစုပြောထောင်ပေးရမယ်အဲ့ဒါလို့အတိတ်ကိုမပြန်မဲနဲ့အနာဂတ်ကိုမကြံမဲနဲ့နေဖို့ကြိုးစားတဲ့နေရာမှာနားလည်မှုရှိဖို့လိုတာကအတိတ်ဆိုတာဘယ်လိုသဘောရှိလဲအနာဂတ်ဆိုတာဘယ်လိုသဘောရှိလဲဆိုတဲ့အချက်ပဲဒီကထာလေးထဲမှာအတိတ်ကိုမြတ်စွာဘုရားဘယ်လိုသဘောရှိတယ်လို့ပြောခဲ့တော့ယရတိတံပဟိနန္တံအတိတ်ဆိုတာမရှိတော့ဘူးလို့ရှင်းရှင်းလင်းလင်းကိုပြောခဲ့တာအတိတ်ဆိုတာဘာလဲတော့မရှိတော့ဘူးတဲ့အနာဂတ်ကိုကြတော့ဘယ်လိုပြောတော့မရောက်သေးဘူးလို့ပြောတာသိဆန္ဒတွေစောမနေနဲ့ပေါ့နော်အဲ့တော့ဦးဇင်းတို့အတိတ်ကိုမရှိတော့ဘူးလို့တကယ်နားလည်ဖို့လိုတယ်အဲ့ဒီအချက်ကိုဦးဇင်းတို့ကရောင်တောင်တောင်ဖြစ်နေတယ်ဝါတာတာဖြစ်နေတယ်အတိတ်ကရှိသေးတယ်လို့ထင်နေတယ်ဆိုကြပါစို့အရင်ဘဝကအတိတ်ဘဝကဟာတွေမရှိတော့ဘူးဆိုတာတော့ရှင်းတယ်ပေါ့နော်ကိုငယ်ငယ်တုန်းကလွန်ခဲ့တဲ့10စုနှစ်ဟုတ်လားဒါမှမဟုတ်9နှစ်6နှစ်ဟာဒါကတော့တော်တော်ကိုဝေးခဲ့ပြီမရှိတော့ဘူးနော်သို့တော့မနေ့တုန်းကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကတော့ပူပူနွေးနွေးဆိုတော့စိတ်ထဲမှာခဏခဏရောက်နေတယ်ပေါ့တယောက်ကများကိုယ်ထိထိခိုက်ခိုက်ပြောလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါကတအုံနွေးနွေးနဲ့အတိတ်ကိုမရှိတော့ဘူးလို့ဖြတ်မထားခဲ့နိုင်ပဲနဲ့အတိတ်ကခဏခဏစိတ်ထဲမှာအလဲလာတယ်အမှန်ကအတိတ်ကအလဲလာတာမဟုတ်စိတ်ကအတိတ်ကိုခဏခဏအလဲသွားနေနော်ဟုတ်လားအဲ့ဒါလို့ဆိုရင်အတိတ်ကိုအလွန်ဝေးကွာတဲ့အခြေအနေကဖြစ်ခဲ့တဲ့အနေအထားကိုမှမရှိတော့ဘူးလို့တော့နားလည်ရမှာမဟုတ်ခုရင်လေးဖြစ်ခဲ့တာကိုပဲမရှိတော့ဘူးလို့နားလည်ဖို့လိုတယ်အတိတ်ကိုမရှိတော့ဘူးလို့နားလည်ဖို့ကြိုးစားတဲ့နေရာမှာအဲ့လောက်ထိဦးဇင်းတို့နားလည်ဖို့လိုတယ်နော်ဆိုရမှာဆိုစောတော်တုန်းကတီလာယူတဲ့ဘုန်းကြီးကဆိုပြတယ်နောက်ကတကယ်ကြားလို့တကယ်လိုက်ဆိုခဲ့ကြတယ်အဲ့ဒီအချိန်မှာမြင်ခဲ့တာကြားခဲ့တာတွေးခဲ့တာခံစားခဲ့တာစိတ်ထဲမှာအမျိုးမျိုးဖြစ်ခဲ့တာကြုံခဲ့တာအကုန်လုံးဟာအခုမရှိတော့အဲ့ဒါနည်းနည်းတောင်ဝေးနေသေးတယ်ခုကိုပဲဦးဇင်းပြောနေရင်းနဲ့ဆိုတဲ့အတန်ဘယ်ရောက်သွားတော့မရှိတော့ဘူးအဲ့ဒီအချိန်မှာတွေးခဲ့ကြုံခဲ့ဖြစ်ခဲ့တာတွေအကုန်လုံးဟာမရှိတော့ဘူးနော်ဟုတ်လားဒါကြောင့်အတိတ်ဟာမရှိတော့ဘူးဆိုတာလေးကိုခုတင်လေးဖြစ်ခဲ့တဲ့ဟုတ်လားဒီအခိုက်အတန့်တည်ငါရဲ့အရင်ကဖြစ်ခဲ့တဲ့အနေအထားကိုတော့မရှိတော့ဘူးလို့နားလည်ရမယ်မရှိတော့ဘူးဆိုတာကအလွန်ရှင်းတယ်ဖြစ်ပြီးပြက်သွားတယ်ဆိုတာပြက်သွားတယ်ဆိုတာပြက်တာကြီးကနော်အပြက်စီးအပုံကြီးလို့နော်သုံးမရတဲ့ဟာတွေကြံနေသေးတယ်လို့စိတ်ထဲမှာလဲနေမှာဆိုရတယ်မရှိတော့ဘူးဆိုတော့လုံးဝကိုဘာမှမရှိတော့ဟုတ်လားမြတ်စွာဘုရားအဲ့လိုဟောတာနော်ယရတိတံပဟိနန္တံဖြစ်ခဲ့ပြီးသားအတိတ်ကာလကအနေအထားတွေအကုန်လုံးဟာဘာမှမရှိတော့ဘူးတဲ့အဲ့ဒါလူတွေကဘာမှမရှိတော့တဲ့အရာကြီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘလောက်ဝင်တော့ဝင်ကြီးဖြစ်ပြီးတော့လေးလေးလံလံတဲဆောင်နေကြတယ်လဲဆိုတာကိုတွေးကြည့်ပါနော်တချို့ဆိုရင်ဘာမှမရှိတော့တဲ့အတိတ်ကြီးကသူတို့ရဲ့စိတ်ထဲမှာမစွန့်နိုင်မလွတ်နိုင်မဲနဲ့မရှိတော့ဘူးလို့လုံမထားနိုင်မဲနဲ့စိတ်ပူတခါတည်းခွာစည်းပြီးတော့လေးလေးပင်ပင်ကြီးလိုက်နှိပ်စက်နေတာတွေမရှိဘူးလားရှိတယ်ဒါကြောင့်စိတ်ချမ်းသာခြင်းရတယ်ဆိုရင်အတိတ်ကိုမရှိတော့ဘူးလို့ရိုးရိုးရှင်းရှင်းတကယ်ကိုနားလည်မှုရှိအောင်ကြိုးစားရမယ်ဟုတ်လားအနာဂတ်ကိုကြတော့ဘယ်လိုနားလည်ရမှာတော့မရောက်သေးဘူးလို့နားလည်ရမယ်ရောက်မလာသေးတဲ့အတွက်ကြောင့်ကြိုတင်ပြီးတော့တခါတလေစိုးရိမ်နေကြတာပင်ပန်းနေကြတာတွေရှိတယ်ပြီးတော့ကိုစိုးရိမ်တဲ့အတိုင်းကလည်းမဖြစ်တာပဲများပါတယ်တကယ်လို့ဖြစ်လာခဲ့တယ်ဆိုရင်လည်းပဲဖြစ်လာတော့ပူရတာနဲ့မဖြစ်ခင်ကပူရတာနဲ့နှစ်ထပ်ကွမ်းကြီးနာတယ်ပေါ့နော်ဖြစ်စရာအကြောင်းရှိရင်တော့ကိုဘယ်လောက်ပဲစိုးရင်ဖြစ်မှာပဲတချို့ဖြစ်မှာလေလားလို့သိစိုးရင်နေတယ်စိုးရင်လည်းစိုးရင်ရတာပဲအဖတ်တင်တယ်ဖြစ်ချင်းတန်တော့ဖြစ်လာတာပဲတကယ်လို့ကိုကစိုးရင်လည်းပဲဖြစ်စရာအကြောင်းမရှိရင်မဖြစ်ပါဘူးကြိုတင်ပြီးတော့စိုးရင်ရတာပဲဘက်ကတွက်ကြည့်လို့မှအမျက်မရှိတာသိကြတယ်ဟုတ်လားတခါတလေကြတော့ဖြစ်မှာစိုးရင်တာမဟုတ်ဘူးမဖြစ်မှာစိုးရင်တာလည်းရှိသေးတယ်ဖြစ်မှာဖြစ်ပါမလားဟုတ်လားကိုဘလောက်ပဲစိုးရင်ဖြစ်စရာအကြောင်းမရှိရင်ဖြစ်မှာမဟုတ်ဖြစ်ချင်းမဖြစ်ချင်းကကိုယ်ဆန္ဒပေါ်မှာမူတည်တာမဟုတ်ဘူးအကြောင်းတရားတွေပေါ်မှာမူတည်တာဖြစ်စရာအကြောင်းရှိရင်ဖြစ်မယ်ဖြစ်စရာအကြောင်းမရှိရင်မဖြစ်ဘူးကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အဲ့တော့မဖြစ်သေးတဲ့ဒီအနာဂတ်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေးတောကြံစပြီးတော့ပုံမှန်တော့ကရောက်နေရတာတကယ်တမ်းကညံနေရရောက်တယ်ဆိုတာအလွန်မှထင်ရှားတယ်ဒါကြောင့်မြတ်စွာဘုရားကငြိမ်းငြိမ်းချမ်းချမ်းမြင့်မြတ်အေးအေးဆေးဆေးနေလို့ထိုင်လို့တယ်ဆိုလို့ရှိရင်အတိတ်ကိုမရှိတော့ဘူးလို့နားလည်ပြီးတော့အနာဂတ်ကိုမရောက်သေးဘူးလို့နားလည်ပြီးတော့အတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ကိုမမျှော်မှန်းနဲ့တဲ့ဒီအဆုံးမလေးလောက်လိုက်နာနိုင်မယ်ဆိုရင်ကိုကျွတ်တို့ရဲ့စိတ်နှလုံးကတော်တော်ချမ်းသာခွင့်ရမှာနော်ကို
ကိုယ်စိတ်တွေဆင်းရဲတိုင်းစိတ်တွေပူလောင်တိုင်းကိုယ်စိတ်ကလေးကိုအမိဖမ်းကြည့်ဆင်းရဲနေတဲ့စိတ်ပူလောင်နေတဲ့စိတ်ဟာအတိတ်ကိုပြေးနေလို့အနာဂတ်ကိုတွေးနေလို့ဟုတ်တယ်မဟုတ်လားဆရာကြီးပြောသလိုပြောရမှာဆိုရင်အတိတ်ကိုပြန်နေလို့အနာဂတ်ကိုကြံနေလို့အကယ်၍စိတ်ကအတိတ်ကိုလည်းမပြန်ဘူးအနာဂတ်ကိုလည်းမကြံဘူးဆိုရင်ပြောရရင်ဆင်းရဲလို့ကိုမရဘူးเนาะအတိတ်သာမပြန်မဲနဲ့အနာဂတ်ကိုသာမကြံမဲနဲ့ပြစ္ဆုတ်ပံလေးသာတကယ်နေတတ်မယ်ဆိုလို့ရှိရင်စိတ်ကဆင်းရဲလို့ကိုမရဟုတ်လားဒါကြောင့်ဒီဒေသနာလေးကိုအရင်တို့ကောင်းမှတ်သားရမယ်เนาะအတိတနာနာဂမေယအတိတ်ကိုအစင်မလိုက်ရဘူးနဗတိခင်ခေအနာဂတအနာဂတ်ကိုမမျှော်မှန်းမတောင့်တရဘူးယရတိတံပိဟိနတအတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီအပ္ပတင်္စအနာဂတအနာဂတ်ဆိုတာကတော့ရောက်မလာသေးဘူးတဲ့ဒါလေးကိုအရင်တို့လိုက်နာနိုင်ဖို့မလိုဘူးလားအဲ့ဒါဆိုရင်စိတ်နှလုံးချမ်းမြေ့ပြီးတော့စိတ်ရမိရာရုပ်ပါကြည်ကြည်လင်းလင်းတန်တန်ရှင်းရှင်းဖြစ်နိုင်တယ်အရင်တို့တိမိယဇတ်တော်လူတိုင်းကြားဦးတယ်နော်တိမိယမင်းသားလေးကစကားမပြောဘူးဘာလို့လို့တော့ရှင်ဘုရင်လောက်ရမှာဆိုလို့ဟုတ်လားနောက်တော့မူရိမတ်တွေကကျက်တိမင်္ဂလာမရှိတဲ့ဒီမင်းသားကိုထားလို့ရှိရင်တိုင်းပြည်တော်၎င်းဘုရင်ကြီးတော်၎င်းမိဖုရားကြီးတော်၎င်းအန်တယ်ရောက်လိမ့်မယ်ဆိုတော့ဖခင်မတော်မင်းကြီးကဒါလို့ဆိုလို့ရှိရင်ဒီမင်းသားကိုမင်္ဂလာမရှိတဲ့ယထာပေါ်မှာတင်ပြီးတော့မင်္ဂလာမရှိတဲ့တကားကနေထုတ်ပြီးတော့မြေမြုပ်တတ်ရမယ်လို့အမိန့်ပေးတာဟုတ်လားအဲ့ဒီအနေထားကိုပဲဘုရားလောင်းကရကျင်ခဲ့တာလေသူကိုနန်းတော်ရဲ့ပြင်ပမြို့ရဲ့ပြင်ပထုတ်ပြီးဆိုရင်သူကဘာလို့မလို့စိတ်ကူးတာရသေးဝဲမလို့စိတ်ကူးတာဟုတ်လားအဲ့ဒါနဲ့မြို့ပင်ပဲရောက်ပြီးဆိုသူဆန္ဒပြည့်ပြီးဆိုပြီးတော့အဲ့ဒီမှာယထာတိန်သူနန္ဒာကသူ့ကိုမြုပ်ဖို့ကျွင်းတူးနေတာကိုသူကကျွင်းဝနေရက်ပြီးတော့စကားပြောတာဟုတ်လားနောက်တူပြောရပါဆိုသူယတိဝတ်တော့သူနန္ဒာကသူကလိုက်ပြီးတော့ဝတ်မယ်ဆိုတော့အေးမင်းခဏနေအောင်နန်းတော်ကိုပြန်ပြီးတော့သတင်းပို့ကြည့်အောင်ဆိုတော့အဲ့ဒီယထာတိန်ကသတင်းပေးတဲ့အတွက်ကြောင့်မေတော်ခမဲတော်တွေကစစ်တပ်ကြီးနဲ့သားဖြစ်တဲ့ရှင်ယတိရှိရာကိုနောက်ရက်၄ရက်လောက်နေတော့ရောက်လာကြတာလိုက်လာကြတာဟုတ်လားအဲ့ဒါနဲ့ဘုရားလောင်းကိုဖူးမြော်ကြရင်းနဲ့ဒီလိုနဲ့နေတော့ဘုရားလောင်းကဧည့်သည်ရောက်လာပြီဆိုတော့ဧဝတ်ကြည်ရတာပေါ့ဘာလို့လဲဆိုတော့သူစားတဲ့ကံပြင်းရွက်ပြုတ်ကိုတဲခင်းဧခန့်နေတဲ့စီမပါစမပါရေလုံးပြုတ်ထားတဲ့ကံပြင်းရွက်ပြုတ်ပဲသူကစားတာ哦အဲ့ဒါကိုဖခင်မတော်ကြီးကကံပြင်းရွက်ပြုတ်ကိုလက်ဝါးပေါ်တင်ပြီးတော့ကြည်တယ်သူဘလို့မှမစားနိုင်ဘူးအဲ့ဒါနဲ့မိဖုရားကြီးကိုလှည့်ပြီးတော့ပြောတယ်မိဖုရားကြီးကြည်စမ်းပါဩဒါမင်းသားစားတဲ့အစားစားတဲ့နောက်ကမုမတ်တေနာပတိတွေကိုလှည့်ပြတယ်ကြည်စမ်းပါဩဒါမင်းတို့ရဲ့အရှင်သားလေးစားတဲ့အစားစားတဲ့ဟုတ်လားအဲ့လိုနဲ့ဒီကံမြင့်ရဲ့ပြုတ်လေးကိုကြည်လိုက်သူ့သားရဲ့မျက်နှာကိုကြည်လိုက်ဒီလိုတလဲစီကြည်ရင်လည်းသူ့စိတ်ထဲမှာမေးခြင်းစိတ်တစ်ခုပေါက်လာတယ်။ဘာမေးခြင်းလဲဆိုတော့တောကြီးမြင်မဲထဲမှာတယောက်တည်းနေပြီးတော့ဒီလောက်ကြမ်းတမ်းတဲ့အစားအစာကိုစားနေတဲ့ငါသားရဲ့မျက်နှာကအလွန်မှကြည်လင်ဝင်းပါနေပါလားတဲ့ဟုတ်လားစားတဲ့စားစာရတော့မျက်နှာကကြည်စရာအကြောင်းမရှိဘူးပေါ့နော်သူ့အတွေ့ကဟုတ်လားအဲ့ဒါနဲ့သူ့ရဲ့သားကိုမေးတာချစ်သားတဲ့တိုးထဲမှာကြမ်းကြမ်းထန်ထန်နော်အဆောင်ရှောင်မရှိဘဲနဲ့နော်ကြောက်မယ်ဆိုရင်ကြောက်စရာအနေအထားမျိုးတွေနဲ့ပေါ့ဟုတ်လားတယောက်တည်းကြမ်းကြမ်းထန်ထန်နေရပြီးတော့ဒီလောက်ကြမ်းထန်တဲ့အစားအစာကိုစားနေတဲ့တင့်ရဲ့မျက်နှာဟာဘယ်နဲ့ကြောင့်ဒီလောက်ကြည်လင်ဝင်းပါနေရတယ်လေတဲ့နော်အယောင်ထွက်မတတ်မျက်နှာလေးကကြီးနေတယ်တန့်နေကြည်ရတာအလွန်မှအရသာရှိတယ်ပေါ့နော်အဲ့လိုမေးတဲ့အချိန်မှာဘုရားလောင်းကအများကြီးပါပဲပြန်ဖြေတာအဲ့ဒီတည်းကဖြေတာလေးတစ်ခုကမင်းကြီးတဲ့ငါဟာတောထဲမှာတယောက်တည်းနေရလို့ကိုပဲငါမျက်နှာလေးကကြီးနေတာတဲ့ဒီဖြေလေးလည်းဦးစင်ကသဘောကျတယ်ဟုတ်လားတောထဲမှာတယောက်တည်းနေရလို့ကိုပဲမျက်နှာလေးကကြီးနေတာတဲ့အတိတ်ဘက်ကပြောင်းပြန်လှမ်းတွေးရင်ဘယ်လိုထွက်လာမလို့အများနဲ့နေရရင်မျက်နှာမကြီးနိုင်ဘူးဟုတ်တာပေါ့ဘယ်ကြီးနိုင်မလို့နော်စိတ်တိုင်းမကြတာတွေစိတ်တိုင်းကြတာတွေနော်လူဆိုတာဘာတွေတော့အပူတွေအရှုပ်တွေလေအပူတွေနေအရှုပ်ထဲနေဘလို့လို့ပြီးတော့မှမျက်နှာကကြည်လို့မရဟုတ်လားဘယ်သူကဆိုးလို့ဘယ်သူကမကောင်းလို့အဲ့ဒါလိုမဟုတ်ပါဘူးသူတို့ကြောင့်ကိုမကြည်ရတိုင်းကိုကြောင့်လည်းပဲသူတို့ကြည်ရမှာမဟုတ်ဘူးဆိုတာတော့လည်းတွေးထားဖို့လိုမယ်ဟုတ်လားအေးဖះလောင်ပြောတာလေးသတိထားဟုတ်လားတိုးထဲမှာတယောက်တည်းနေရလို့ကိုပဲငါမျက်နှာလေးကကြီးနေတာတဲ့ဘယ်သူမှလည်းငဲ့စရာမရှိအာနာစရာလည်းမရှိအလွန်မှလွတ်လပ်ပေါ်ပါရှင်းလင်းပြီးတော့နေရတော့စိတ်တွေကကြည်တာပေါ့ကြည်တော့လူလည်းကြည်သွားတာပေါ့အဲ့ဒါဆက်ပြီးတော့ဘာကြောင့်သူမျက်နှာလေးကြီးနေရတယ်လဲဆိုတာလေးကိုအလေးနဲ့ထပ်ပြောတာလေးကဒီဗတ္တိကာရတသုတ်တံမှာလာတဲ့ပထမဂါထာလေးနဲ့ဆက်ပြီးတော့တွေးเสียအလွန်ကောင်းတယ်။ဘာပြောတော့ဆိုတော့အတိတနာနုသောစာမိနဗ္ဗဇပါမိအနာဂတံပိစုပန္နေနယာပိမိတေနဝန္နောပတိတတိမင်းကြီးတဲ့အတိတနာနုသောစာမိငါဟာဖြစ်ခဲ့ပြီးသားအတိတ်ကာလကအနေအထားတွေနဲ့ပတ်သက်ပြီးတော့ငါစိတ်ထဲမှာဘာစိုးရိမ်မှုမှမရှိဘူးတဲ့
နဗဇဗာမိအနာဂတံရောက်မလာသေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲငါစိတ်ထဲမှာဘာတောင်းတမှုကြောင်းကြမှုနဲ့မှပူပန်တာမရှိဘူးတဲ့အတိတ်ကိုသူဘယ်လိုနားလည်ထားလဲအနာဂတ်ကိုဘယ်လိုနားလည်ထားလဲဆိုတာရှင်းတယ်နော်အတိတ်ကိုမရှိတော့ဘူးလို့သူကောင်းကောင်းသိတယ်အနာဂတ်ကိုမရောက်သေးဘူးလို့ကောင်းကောင်းသိတယ်ဒါကြောင့်အတိတ်အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘာမှဆင်းရဲစရာပူလောင်စရာအကြောင်းမရှိဘူးလို့သူသိတယ်ဒါကြောင့်အတိတ်နဲ့ပတ်သက်ပြီးတော့သူစိုးရိမ်တာမရှိဘူးအနာဂတ်နဲ့ပတ်သက်ပြီးတော့တောင်းတကြောင်းကြမှုနဲ့ပူးနေတာသူမှမရှိဘူးတဲ့ပစ္စုပန်နေနာရာပေမိငါဟာဟောဒီပစ္စုပန်ဖြစ်နေတဲ့အနေအထားလေးနဲ့ငါစိတ်ဟာမျှတတယ်တဲ့အဲ့ဒါလေးလည်းသဘောကျတာပဲပစ္စုပန်နေနာရာပေမိနော်ပစ္စုပန်နဲ့စိတ်ကိုမျှတအောင်သူထားနိုင်တယ်ဆိုလိုတာကအခုတွေ့နေတဲ့အခုအခြေအနေကိုကျင့်တတ်တယ်စိတ်ကလေးကဒါနဲ့ပတ်သက်ပြီးတော့အစင်မပြေတာအဖို့ထိဖြစ်နေတာမရှိဘူးပေါ့အဲ့လောက်ထိနေတတ်တဲ့လူတယောက်အတွက်စိတ်ညစ်စရာစိတ်ဆင်းရဲစရာစိတ်ပူစရာရှိအောင်မလားအဲ့လိုဆိုလို့ချင်းအေချမ်းသောကြည်လင်သောချမ်းသာသောစိတ်ရမိရာဒီရုပ်ဟာမကြည်ပဲနေမလားအဲ့ဒါကြောင့်တေနဝန္တောပတ္တိတိငါမျက်နာလေးကကြီးနေတာတဲ့ဒါပထမကထာလေးနော်အတိတ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်တာမရှိဘူးအနာဂတ်နဲ့ပတ်သက်ပြီးတော့တောင်းတကြောင်းကြပြီးတော့ပူနေတာမရှိဘူးပစ္စုပန်အခုလုံးလုံးတယ်ဖြစ်နေတာနဲ့လေသူ့စိတ်ကမျှတနေတယ်ဒါကြောင့်သူ့မျက်နာဟာကြီးနေတယ်တဲ့ဒါကသူ့ကိုယ်သူပြောတာနော်နောက်လူအများစုကိုလည်းသူကနည်းနည်းလေးဝေဖန်ထောက်ပြတာလေးလည်းလှုပ်သွားသေးတယ်ဘာပြောတော့ဆိုတော့အနာဂတပဇ္ဇပါယအတိတတ္တနုသောစနာဣတိနာဘာလတုတ်တန်တိနှလုံးဝဟရိတော်လူတော်တယ်မင်းကြီးတဲ့ဟောဒီလောကကြီးမှာအတိတ်အနာဂတ်ပစ္စုပန်ကာလသုံးတန်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့အကြောင်းကိုမသိကြမမြင်ကြနားမလည်ကြတဲ့လူမိုက်တွေဟာလူမိုက်ဆိုတာကတပ်ဖြတ်ခိုးဆိုးတောင်းကြနေတဲ့လူမိုက်ကိုဒီနေရာမှာမရည်ရွယ်ဘူးအတိတ်ဟာမရှိတော့ဘူးလို့မသိတာအဲ့ဒါလူမိုက်ပဲအနာဂတ်ဟာမရောက်သေးဘူးလို့မသိတာအဲ့ဒါလူမိုက်ပဲဟုတ်လားအဲ့လိုမျိုးအတိတ်အနာဂတ်အကြောင်းကိုမသိကြတဲ့မိုက်မဲတဲ့လူတွေဟာတဲ့အနာဂတပဇ္ဇပါယရောက်မလာသေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့သူတို့မှာတောင့်တမှုတွေကြောင်းကြမှုတွေနဲ့သူတို့စိတ်နှလုံးဟာအလွန်မှပင်ပန်းနေတဲ့အတိတတ္တနုသောစနာဖြစ်ခဲ့ပြီးသားဘာမှမရှိတော့တဲ့အတိတ်နဲ့ပတ်သက်ပြီးတော့လည်းနားမလည်နိုင်မှုတွေကိုအခြေခံပြီးတော့အလွန်တရာမှသူတို့စိတ်ထဲမှာစိုးရိမ်နေကြတာလည်းရှိတယ်အဲ့လိုမျိုးအတိတ်နဲ့အနာဂတ်ကိုနားမလည်နိုင်မှုတွေရှိတဲ့အတွက်ကြောင့်အတိတ်ကလည်းသူတို့ကိုနှိမ့်ဆက်နေသလိုရှိတယ်အနာဂတ်ကလည်းသူတို့ကိုနှိမ့်ဆက်နေသလိုရှိတယ်ဟုတ်လားအဲ့တော့ဘာဖြစ်တုံးဆိုတော့နှလုံးဝဟရိတော်လူတော်တဲ့စိမ့်ဆိုနေတဲ့ကျူပင်လေးကိုရိပ်ဖြတ်လိုက်တဲ့အခါမှာအဒီကျူပင်လေးကတခဏချင်းတွင်းမှာပဲညှိုးနွမ်းသွားသလိုမျိုးတဲ့နှလုံးဝဟရိတော်လူတော်အမြက်ပင်လေးတွေကောက်ပင်လေးတွေတစ်စင်းနဲ့ရိပ်ဖြတ်လိုက်တယ်ခဏနေကြည့်လိုက်လန်းလန်းဆန်းဆန်းရှိသေးလားမရှိတော့နော်သူကတော့ကျူပင်လေးကိုဥမာပေးတယ်နှလုံးဝဟရိတော်လူတော်ရိပ်ဖြတ်ထားတဲ့ကျူရိုးလေးဟာညှိုးနွမ်းသွားသလိုမျိုးတဲ့ဣတိနာဘာလာတုတ်တန်တိစောစောကပြောခဲ့တဲ့အတိတ်နဲ့အနာဂတ်ကိုနားမလည်နိုင်မှုကြောင့်စိုးရိမ်နေကြတဲ့ပင်ပန်းနေကြတဲ့ပုဂ္ဂိုလ်တွေလူမိုက်တွေဟာသူတို့ရဲ့မျက်နှာသူတို့ရဲ့အမူအရာဘာဖြစ်နေလဲဆိုညှိုးနွမ်းခြောက်သွေ့နေကြတယ်တဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့တို့ဘဝကြီးမှာကြည်ကြည်လင်းလင်းလန်းလန်းဆန်းဆန်းနော်အသိဉာဏ်ပညာရှိအနေအထားမျိုးလေးနဲ့နော်နေထိုင်ရှင်သန်လိုတယ်ဆိုလို့ရှိရင်ဒီဗတ္တေကာရတသုတ်တံမှာလာတဲ့ပထမဂါထာလေးရဲ့အဆုံးအမကိုလိုက်နာနိုင်ဖို့ကြိုးစားရမယ်ပေါ့နော်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့အတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာမရောက်သေးဘူးတဲ့ဟုတ်လားအဲ့ဒါလို့ဆိုရင်ဦးဇင်းတို့ဒုတိယဂါထာလေးကိုဆက်သွားကြမယ်နော်ဒုတိယဂါထာလေးကဒီဗတ္တေကာရတသုတ်တံရဲ့အဓိကဂါထာတော်လို့တောင်ဆိုနိုင်မယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့လက်တွေ့မှာဦးဇင်းတို့ဘယ်လိုနေထိုင်ကြရမလဲဆိုတဲ့မိဂုံးရဲ့အဖြေပဲဟုတ်လားတာမန်အဖြစ်တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာဒီစိတ်ကလေးကအတိတ်ကိုပြန်နေလို့အနာဂတ်ကိုကြံနေလို့ဆင်းရဲနေတာပူလောင်နေတာဆိုတာအထိုက်လျောက်တော့သိကြတယ်နားလည်ကြတယ်သို့တော့သိထားတဲ့နားလည်တဲ့ကြားတဲ့ကပဲစိတ်ကိုထိမ့်မရသိမ့်မရဖြစ်ပြီးတော့စိတ်ကအတိတ်နဲ့အနာဂတ်ကိုပဲဖန်တုသလိုပြေးလွှားပြီးတော့ပူပန်တောကရောက်နေတာတွေအများကြီးမရှိဘူးလားသိပေမဲ့လို့တကယ်ကြားတော့ဦးဇင်းတို့ရဲ့စိတ်ကအတိတ်ကိုပဲပြန်နေတယ်အနာဂတ်ကိုပဲကြံနေတယ်တယောက်ကကိုယ်မခံတာအောင်ပြောလိုက်တယ်ကိုယ်ကစိတ်တော့ကောင်းတယ်တကယ်ကိုသူပြောလိုက်တဲ့စကားရှိသေးလားရှိတော့နော်မရှိပြီးတော့မှမရှိတော့မှဦးဇင်းတို့ကဇလန်းတွေကစနေတာဟုတ်လားတကယ်သာမရှိတော့ဘူးဆိုတာကိုပြပြပြင်းသိလို့ရှိရင်စိတ်ဆင်းရဲစရာပူလောင်စရာအကုသိုလ်ဖြစ်စရာအဲ့လောက်အကြောင်းမရှိဘူးနော်အေးအဲ့ဒါကြောင့်မို့လို့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့တကယ်လက်တွေ့မှာဦးဇင်းတို့ဘလို့နေမလို့နေပေါ့နော်အဲ့ဒါကိုဒုတိယဂါထာနဲ့မြတ်စွာဘုရားသင်ပြပေးတာပိစုပန်နေစယောဓမ္မတထဝိပတ္တိအတ္တံဟိတအတ္တံကုပ္ပံတံဝိရာမနုပြုဟေဒါဒုတိယဂါထာပဲနော်ပိစုပန်နေစယောဓမ္မအခုလောလောဆယ်ဖြစ်နေတဲ့သဘာဝတရားလေးပိစုပန်ပေါ့နော်အခုလောလောဆယ်ဖြစ်နေတယ်
တထဝိပတ္တိအဲ့ဒီတရားလေးကိုအဲ့ဒီပစ္စုပန်အခိုက်အတန့်လေးမှာအဲ့ဒီတရားလေးကိုအထူးသိအမှန်သိပြီးတော့နေလိုက်ပါတဲ့လောလောဆယ်ဖြစ်နေတဲ့သဘာဝတရားလေးကိုသိပြီးတော့နေလိုက်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်အတ္တန်ဟိတံတွန့်တိုခြင်းမရှိတဲ့အတ္တန်ကုပ္ပံပျက်စီးခြင်းမရှိတဲ့နော်ဝိပဿနာဉာဏ်ဆိုတဲ့စိတ်အလွန်ကောင်းတဲ့အရည်အသွေးရှိတဲ့စိတ်ကလေးဖြစ်မယ်တံဝိရမနုပြွေရေအဲ့ဒီမြင့်မြတ်တဲ့နေတဲ့နည်းနဲ့ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာအမြဲတမ်းနေထိုင်ကြတယ်လို့အဓိပ္ပာယ်ရတယ်ဒါလေးကိုပြန်ပြီးတော့ပြောမယ်နော်အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့တကယ်လက်တွေ့မှာဦးဇင်းတို့ဘယ်လိုနေကြမလဲလောလောဆယ်အခုလောလောဆယ်ဖြစ်နေတဲ့သဘာဝတရားလေးကိုအမှန်သိအထူးသိပြီးတော့နေရမယ်အဓိကအဲ့ဒါပဲဒါကိုဦးဇင်းတို့အခြေချက်မယ်ဆိုလို့ရှိရင်မဟာသတိပဋ္ဌာန်သုတ်တန်ကြီးတစ်ခုလုံးကိုပြောဖို့ရှိမယ်ပေါ့နော်တရားအထုတ်တယ်ဆိုတာသတိပဋ္ဌာန်ဒေသနာတော်မှာလာရှိတဲ့နိလန်းများကိုအကောင်းထဲဖော်ကြတာဟုတ်လားသတိပဋ္ဌာန်တရားဆိုတာဘာလဲနော်ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုပြီးတော့နေနေတာမနေ့ကလည်းပဲအများကြီးပြောတယ်နော်ဒီခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့တဘာဝတရားတွေဟာစင်စစ်မပြတ်ဖြစ်ပေါ်နေကြတာမြင်မှုမျိုးစုံကြားမှုမျိုးစုံအနံ့ရမှုမျိုးစုံစားသောက်မှုမျိုးစုံတွေ့ထိမှုမျိုးစုံတွေးကြံမှုမျိုးစုံ6အုပ်စုပေါ့နော်မျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့တကားပေါက်ကြီး6ပေါက်နဲ့ဖောက်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ကြီးအာယုန်နေနဲ့ဒီဓဝရလို့ဆိုတဲ့တကားတွေနဲ့တွေ့တိုင်းမြင်နေကြားတဲ့အနံ့ရတဲ့စားသောက်တဲ့တွေးထိတဲ့တွေးကြံတဲ့ဆိုတဲ့တဘာဝတရားတွေဟာတားဆီးမရဖြစ်လာတယ်ဘယ်သူလှုပ်တိုက်တာမှမဟုတ်ဘူးကိုလှုပ်ထားတာလည်းမဟုတ်ဘူးသူများလှုပ်ထားတာလည်းမဟုတ်ဘူးဘယ်သူလှုပ်ထားတာမှမဟုတ်ဘူးသူအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေနော်အဲ့ဒီသဘာဝတရားတွေကိုဖြစ်လာပြီဆိုရင်ဖြစ်လာတဲ့အတိုင်းဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ကလေးပြုတ်လိုက်တယ်သိယုံလေးပဲသိနေတာနော်တရားအထုတ်တယ်ဆိုတာဖြစ်နေတဲ့တရားတွေရဲ့ပုံမှာဝင်ရောက်ဆွတ်ဖက်နေတာမဟုတ်ဟုတ်လားဖြစ်နေတဲ့အတိုင်းလေးပဲအတိအမှတ်ပြုတ်တာဘေးကနေပြီးတော့လွတ်လွတ်ကင်းကင်းထိုင်ကြည့်နေတယ်လို့မျိုးကြည့်နေတာနားလည်လားမသိဘူးဥမာပြောရမယ်ဆိုရင်ဇက်ပွဲများကြည့်တယ်လို့ပေါ့နော်လူငယ်တွေနားလည်အောင်ပြောရရင်ဦးဇင်းတို့ဇက်ပွဲကြည့်ပြီဆိုလို့ရှိရင်နဘောကင်းတွေကနေထိုင်ကြည့်တယ်ဇက်ခုံပေါ်မှာတရုပ်ဆောင်ကပြနေကြတဲ့မင်းသားမင်းသမီးလူရှင်တော်လူချမ်းအစရှိတဲ့တရုပ်ဆောင်မျိုးစုံကိုဘောကင်းတွေကနေထိုင်ကြည့်ဟုတ်လားအဲ့လိုထိုင်ကြည့်ပြီဆိုရင်စိတ်တိုင်းမကြဘူးဆိုပြီးတော့ကိုယ်တိုင်တက်ပြီးတော့တရုပ်ဆောင်လို့ရလားမရဘူးနော်သူတို့တရုပ်ဆောင်တာတဘာဝမကြလို့အောက်ကနေဟေ့မင်းတို့ဟိုလိုလုပ်ပါလားဒီလိုလုပ်ပါလားဘယ်ဇက်ကွက်ပြီးရင်ဘယ်ဟာထွက်ပါလားလို့ပြောလို့ရသလားကိုလိုကမှာပါတော့ထိုင်ကြည့်ဖို့ပဲဒါပဲဟုတ်တယ်မဟုတ်လားသူတို့လုပ်ပြတာကိုကြည့်နေဖို့ပဲလေအဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ဘာဖြစ်မလို့ဇက်ရည်လဲလာမယ်ပေါ့ဩဒါကနော်ဟာတပဲဒါကတော့အကျမ်းပဲဒါကတော့အလွမ်းပဲသိလာမယ်ပေါ့တချို့ကြတော့လေပိုးကင်းတွေထိုင်ပြီးတော့ဇက်ခုံကြီးရှိမျက်နှာကြီးတော့မူးနေတာဒါပေမဲ့ငှားနေတယ်ဆိုရပါစို့အဲ့လိုဆိုရင်ကောဇက်ရည်လဲမလားဝတ်သိန်းလို့သာပြန်လာတယ်ဘာလို့ပြလို့လုပ်ပြလိုက်မှမသိခဲ့ဘူးလေသူများပြန်လို့ပြန်လာခဲ့ရတာဟုတ်လားအဲ့တော့တရားအထုတ်တယ်သတိပဋ္ဌာန်တရားအထုတ်တယ်ဆိုတာအဲ့ဒီဇက်ပွဲကြည့်တာနဲ့အလွန်တူတယ်ဒီခန္ဓာဇက်ခုံပေါ်မှာဒီဘဝဇက်ခုံပေါ်မှာဖြစ်เสียအကြောင်းရှိလို့ဖြစ်လာတဲ့သဘာဝတရားတွေဟာတေဥဆောင်တွေပဲတစ်ခုပြီးတစ်ခုထွက်လာတာကိုထွက်စေခြင်းတဲ့အတိုင်းထွက်တာလည်းမဟုတ်ဘူးသူထွက်เสียအကြောင်းရှိတဲ့အတိုင်းထွက်လာတာအခုအတန်ကြီးကအကျယ်ကြီးဖြစ်နေတော့ကြားခြင်းသည်ဖြစ်စေမကြားခြင်းသည်ဖြစ်စေအဲ့ဒီဇက်ရုပ်ကတော့ထွက်နေတယ်ဟုတ်လားအဲ့ဒါငါလှုပ်တာလည်းမဟုတ်ဘူးသူလှုပ်တာလည်းမဟုတ်ဘူးဘသူလှုပ်ထားတာမှမဟုတ်ဘူးသူအကြောင်းအကျိုးအားလျော်ဆိုတာသွားနေတာဖြစ်နေတာဟုတ်လားအဲ့တရားအထုတ်တယ်ဆိုတာဘာလဲဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေတာဖြစ်ပြီးသားတွေကိုသိခိုင်းတာမဟုတ်ဘူးမဖြစ်သေးတာကိုကြိုတွေးခိုင်းတာလည်းမဟုတ်ဘူးဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိပါဆိုတဲ့စကားဟာပြစ္ဆုတ်ပံကိုအလိုလျောက်ရည်ညွှန်းမိတာပဲဟုတ်လားဒါကြောင့်မဟာသတိပဋ္ဌာန်သုတ်တန်ကြီးရဲ့အနှစ်ချုပ်လို့ပြောမယ်ဆိုရင်တော့ပြောလို့ရတယ်ဒီကထာလေးကလေပြစ္ဆုတ်ပံနှင်စယောဓမ္မတထဝိပတ္တိအခုလောလောဆယ်ပြစ္ဆုတ်ပံအခိုက်အတန့်မှာဖြစ်နေတဲ့တရားတွေကိုအမှန်တိုင်းသိပြီးတော့နေတဲ့အဲ့ဒါဆိုရင်ဒီစိတ်ကအတိတ်ကိုလည်းပြန်လို့မရအောင်အနာဂတ်ကိုလည်းကြံလို့မရအောင်သူ့ကိုတဘာဝကြတဲ့နော်ကျင့်စဉ်နဲ့အလေးအကျင့်လုပ်ပြီးတော့ပေးနေတော့ဒီစိတ်ကအတိတ်ကိုလည်းပြေးခွင့်မရှိဘူးအနာဂတ်ကိုလည်းပြေးခွင့်မရှိဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့စိတ်ကဘလို့ဖြစ်နေတုံးဆိုတော့မြင့်မြတ်သွားတယ်ဘာလို့မြင့်မြတ်သွားတုံးဆိုတော့လောဘဒေါသမဖြစ်တော့လို့အဲ့ဒီလိုမျိုးပိစုပန်လေးကိုတဘာဝပိစုပန်မှာဖြစ်နေတဲ့တဘာဝလေးကိုအမှန်သိနေရင်လောဘဒေါသဖြစ်လို့မရအောင်အဲ့ဒါကိုမြတ်စွာဘုရားအတ္တန်ရှိတယ်တွန့်တိုခြင်းမရှိတော့အတ္တန်ကုတ်ပံပျက်စီးခြင်းမရှိတော့လို့ဒီလိုလေးအဓိပ္ပာယ်ဖွင့်တယ်တွန့်တိုခြင်းမရှိဘူးဆိုတာဘာပြောတာတော့အတ္တန်ဟိတံအတ္တန်ဟိတံရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားအောက်မှာဥဒိတနေဒေတာထဲမှာအကျေဖွင့်ပြတာရှိတယ်အဲ့ဒါဘာပြောတာလဲဆိုတော့တဲ့
ဖြစ်နေတဲ့တရားတွေကိုပုဂ္ဂိုလ်တ attva လို့ငါလို့မထင်မှတ်ဖဲနဲ့ဒါကိုသဘာဝတရားပဲလို့သိတာကိုအဲ့ဒါအတ္တဟိတံတွန့်တိုခြင်းမရှိဘူးစိတ်ကအမှန်သိနေကျွတ်တော်ပြစ္ဆုတ်ပံမှာဖြစ်နေတာကိုမသိဘူးဆိုရင်ဒီဖြစ်နေတဲ့အရာတွေကိုပုဂ္ဂိုလ်တ attva လို့ထင်နေတာဟုတ်လားအဲ့ဒါဘာဖြစ်နေတော့မှားနေတယ်ပေါ့နော်တနည်းအားဖြင့်လည်းပဲဒီအတ္တဟိတံနဲ့အတ္တကုပ္ပံကိုကြည်ကြည်ပြတ်ပြတ်အဓိပ္ပာယ်နားလေတရားလည်းရှိတယ်အတ္တဟိတံဆိုတာသွေးဆောင်ဖျားယောင်းခြင်းခံရတော့လှည့်စားခံရတော့လို့ဒီလိုအဓိပ္ပာယ်လည်းရတယ်တန်ဟိရဆိုတာလှည့်စားခံရတာသွေးဆောင်ခံရတာအတ္တဟိတံဆိုတာအလှည့်စားမခံရဘူးဆိုတဲ့အဓိပ္ပာယ်အတ္တကုပ္ပံဆိုတာတော့အဖြစ်စည်းမခံရဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုပေးတဲ့တို့ဘလို့အကျင့်တုံးကနားလည်တဲ့လဲဆိုတော့ပိဿုပံမှာဖြစ်နေတာလေးကိုသိရင်အဲ့ဒီသိနေတဲ့အာယုံလေးကဒီစိတ်ကိုလောဘဖြစ်အောင်မလှည့်စားနိုင်ဘူးကျွန်တော်ရဲ့စိတ်လောဘဖြစ်သွားပြီဆိုရင်အဲ့ဒါအာယုံရဲ့လှည့်စားတာကိုခံလိုက်ရတာပေါ့နော်အာယုံထဲမှာတကယ်ကလောဘဖြစ်เสียကြိုက်เสียနှစ်သက်เสียမပါဘူးသို့တော့ကိုကသူ့ရဲ့အကြောင်းကိုအမှန်သိအောင်မလုပ်တဲ့အတွက်ကြောင့်ကြိုက်เสียမကောင်းတော့နှစ်သက်เสียမကောင်းတော့ထိုအာယုံတည်ပင်ကိုယ့်ရဲ့စိတ်ကိုလောဘဖြစ်အောင်ကြိုက်တော့အောင်နှစ်သက်တော့အောင်လှုပ်လိုက်တယ်မဟုတ်တာကိုအဟုတ်မရှိတာကိုအရှိလှုပ်ပလိုက်တဲ့အခါကျတော့ကိုယ့်စိတ်ကမဖြစ်တော့အလှည့်စားခံလိုက်ရတယ်လို့ပြောတာဆိုကြမှာတို့တယောက်ကတယောက်ကိုလှည့်စားသွားတယ်ဆိုရင်ဒါလိန်ညာသွားတာကိုပြောတာပဲလေသူ့စိတ်ထဲမှာမဟုတ်တာကြီးကိုအဟုတ်ထင်တော့အောင်လှုပ်ပလိုက်တာပေါ့ဟုတ်လားအဲ့တော့လိုချင်သွားပြီဆိုကြမှာဆိုတခုခုမြင်လို့တခုခုကြားလို့စားရတောက်ရတွေ့ရထိရလို့စိတ်ထဲမှာမက်သွားတယ်လိုချင်သွားတယ်ဆိုရင်ဒါဘာဖြစ်တော့လောဘဖြစ်တယ်ခေါ်တာပေါ့အဲ့ဒါဆိုလို့ရှိရင်စိတ်ဟာအလှည့်စားခံလိုက်ရတယ်ဒါပြောတာအတ္တကုပ္ပံနော်ပျက်စီးခြင်းမရှိတော့ဆိုတာပျက်စီးတယ်ဆိုတာဒေါသဖြစ်သွားတာကိုပြောတာတော့တခုခုမြင်လိုက်ရလို့ကြားလိုက်ရလို့ဒါကမှမဟုတ်ဦးဇင်းတို့စိတ်တွေဟာနော်စိတ်တူသွားပြီစိတ်ပြက်သွားပြီစိတ်ညစ်သွားပြီဆိုရင်ဒါဘာဖြစ်သွားတော့ဒေါသဖြစ်တာကိုပါခေါ်တော့စိတ်ဟာအဖြစ်စည်းခံလိုက်ရတယ်လို့သုံးနှုံးတာဘလောက်တဘာဝကြတော့နော်တွေးစရာအလွန်ကောင်းတယ်နော်ဟုတ်လားပိဿုပံမှာဖြစ်နေတာလေးကိုသာသိရင်စိတ်ကအဲ့လိုလောဘဖြစ်အောင်လည်းအဖျားရောက်မခံရဘူးဒေါသဖြစ်အောင်လည်းအဖြစ်စည်းမခံရဘူးတဲ့တန်ဝိရာမနုပြွေရေအဲ့ဒီလိုမြင့်မြတ်တဲ့နေတဲ့နေနဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကပွားများကြိုးစားအထုတ်ပြီးတော့နေကြတယ်တဲ့အဲ့ဒါဒုတိယဂါထာပဲဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ပိဿုပံကိုသာတိနေမယ်ဆိုလို့ရှိရင်နော်ငြိမ်းချမ်းနေတဲ့ယုံနေနိုင်ယုံမြတ်မကပဲနဲ့နောက်ဆုံးစိတ်ကအမှန်တရားကိုသိပြီးတော့မဲ့ညံဖုန်ညံရပြီးတော့ဒုက္ခခတ်သိမ်းတောင်ချုပ်ငြိမ်းနိုင်တယ်။ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကတန်တတိအမတ်ကြီးဆိုတာလူတိုင်းကြားဖို့မယ်လို့ထင်တယ်နော်။ကောသလမင်းကြီးကစစ်ပွဲတစ်ပွဲကိုအနိုင်တိုက်နိုင်ခဲ့လို့ဆိုပြီးတော့ဆုချတဲ့အနေနဲ့မင်းစည်းစိမ်နဲ့တူတဲ့ထင်းနှန်းစည်းစိမ်မျိုးကိုတောင်ပေးတယ်။9 ရက်ပေးတယ်တဲ့။အဲ့လိုပေးတဲ့ဆုတွေလက်တွေထဲမှာအလွန်ချောမောလှပတဲ့ကားကြီးတွေမှာလေးတယောက်ပါတယ်။အလွန်မှလည်းပဲနှစ်သက်တဲ့မျက်နှိုးတဲ့အမတ်ကြီးဟာနော်ဒီကားကြီးတွေမှာလေးကိုအဲ့ဒီကားကြီးတွေမှာလေးက9 ရက်အတွင်းမှာပဲဒုက္ခနာကိုလှပအောင်ပြုပြင်ဖို့အတွက်အစာအာဟာရကိုမညီမမျှစားတဲ့အတွက်ကြောင့်ကပြအသုံးတော်ခံနေရင်းနဲ့ဘာဖြစ်သွားတော့တခါတည်းအယုတ်ကျိုးပြက်လဲကျပြီးတော့တေးသွားတယ်။မျက်စိရှိတယ်နော်သူအလွန်မျက်နှိုးတဲ့ကားကြီးတွေဟာသူရှိတယ်တေးဆုံးသွားတယ်။စောစောကမူးနေတဲ့နော်အရက်တွေတောက်ထားလို့မူးနေတဲ့ဒီတန်တိအမတ်ကြီးရဲ့စိတ်ဟာဒီတေးဆုံးမှုကိုလည်းမြင်လိုက်ရောတခါတည်းမူးပြေသွားတယ်။မူးတာတွေဘယ်ရောက်တော့မသိတော့အောင်။ဘာတွေအစားထိုးလာတော့ဆိုတော့စိုးရိမ်တာတွေအစားထိုးလာတယ်တော့ကပေါ့နော်ဘလို့မှစိတ်ထဲမှာမဖြေနိုင်ဘူးအဲ့ဒါနဲ့အမတ်ကြီးကပင်ကိုဉဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ငါရဲ့စိတ်နှလုံးမှာလောင်ကျွမ်းနေတဲ့ဒီတော့ကဆိုတဲ့မီးကိုမြတ်စွာဘုရားလွှဲလို့ဘယ်သူမှငြိမ့်သက်ပေးနိုင်မှာမဟုတ်ဘူးလို့အမှန်တိုင်းသိတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားဒီကိုရောက်လာတာမနက်ခင်းတဲ့ကစားသူဥယျာဉ်သွားပြီဆိုတဲ့ကစားမြတ်စွာဘုရားဗျာဒိတ်ပြောခဲ့ဗျာဒိတ်စကားပေးခဲ့ပြီးသားပဲလေအဲ့ဒါနာကြည့်ထားအမတ်ကြီးကအဲ့ဒီတုန်းကအရက်တွေမူးနေတာမြတ်စွာဘုရားကိုမြင်တော့စင်မောကနေခေါင်းလေးညှိပြီးတော့အယူသေးတော့ပေးသွားတယ်တဲ့အခုသာအဲ့လိုဖြစ်နေတာညနေခင်းအဲ့ဒါငါးတီရောက်လာပြီးတော့ယဟန္တာဖြစ်မှာလို့မြတ်စွာဘုရားပြောသွားတာအဲ့ဒီစကားကိုကြားတော့မြတ်စွာဘုရားရဲ့ပုံမှာယုံကြည်မှုမရှိကြတဲ့အယူဆအမှားယွင်းကြတဲ့ပုဂ္ဂိုလ်တွေကကြည်စမ်းယဟန်ကရမထင်ရပြောတာအခုပဲတောက်စားမူးရင်နေတဲ့လူကညနေခင်းမှာအာသောကုန်ခါယဟန္တာဖြစ်လိမ့်မယ်တဲ့မဖြစ်နိုင်တာကြီးမယုံဘူးအဲ့ဒါညနေခင်းရောက်အောင်စောင့်တယ်သူတို့ကလည်းမြတ်စွာဘုရားကိုမှုတာဝါဒနဲ့ဆွတ်ဆွဲဖို့ဆိုတဲ့အကြံနဲ့ပေါ့မြတ်စွာဘုရားရဲ့ပုံမှာယုံကြည်ကြတဲ့ပုဂ္ဂိုလ်တွေကြတော့လေဩမြတ်စွာဘုရားရဲ့အစွမ်းသက်တွေကိုညနေခင်းကာလမှာတို့မြင်ရလိမ့်မယ်အခုအယံမူးနေတဲ့လူကိုညနေခင်းကြတော့မြတ်စွာဘုရားကဘလို့အစွမ်းသက်တွေနဲ့မြန်ရဟန္တာဖြစ်အောင်လုပ်ပေးမှာပါလေဟောသူတို့ကလည်းဒီမျောလင်းချက်နဲ့ညနေခင်းကိုစောင့်တယ်ပေါ့နော်ညနေခင်းစောင့်တော့စောင့်နေကြတယ်စောင့်ကြပုံချင်းမတူဘူးပေါ့ဟုတ်လားအဲ့ဒါညနေခင်းကြတော့အမကြီးကအဲ့လိုပြဿနာတွေဖြစ်ပြီးတော့တောကတွေနဲ့ရောက်လာတာအဲ့ဒီအချိန်မှာမြတ်စွာဘုရားဂါထာတစ်ပုဒ်ဟောတယ်တဲ့အဲ့ဒီဂါထာရဲ့အဆုံးမှာအဲ့ဒီတန်တတိအမတ်ကြီးဟာယန္တာဖြစ်တယ်အဲ့တော့အဲ့ဒီဂါထာလေးကဘယ်လောက်စိတ်ဝင်စားစရာကောင်းမလဲဆိုတော့တွေးကြည့်ပါနော်အဲ့ဒါအခုအရင်ပြောနေတဲ့ဗတ္တိဂါထာသုတ်တံမှာလာတဲ့ဒုတိယဂါထာနဲ့ဆက်ဆက်ပြီးတော့တွေးစရာကောင်းနော်
ယံပုဗ္ဗေတံဝိသောတေဟိပစ္ဆာတိမာဟုကိဉ္စန္တမေဇေစင်သောဂဟိတတိဥပတံသောစရိတတိတဲ့ကာထာလေးကဥပတံသောစရိတတိဆိုတာလေးနဲ့အဆုံးသတ်တယ်ဥပတံသောငြိမ်းအေးသည်ဖြစ်ဖြစ်စရိတတိသွားရလက်တန်ငြိမ်းအေးသွားလိမ့်မယ်လို့ပြောတာသွားတယ်ဆိုတဲ့စကားလေးကိုတွဲသုံးထားတာနော်ငြိမ်းသွားလိမ့်မယ်ချမ်းသာသွားလိမ့်မယ်တချို့ကြတော့လည်းပါတော့ဆင်းရဲသွားလိမ့်မယ်မင်းအဲ့လိုမလုံးနဲ့နော်ဆင်းရဲသွားလိမ့်မယ်အခုတော့မဆင်းရဲသေးဘူးခဏနေရင်ဆင်းရဲလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်ဟုတ်လားအခုပါတော့ငြိမ်းအေးသွားလိမ့်မယ်တဲ့ဘယ်လိုလုပ်ရင်ငြိမ်းအေးမှာတော့ယံပုဗ္ဗေတံဝိသောတေဟိရှေးကဖြစ်ခဲ့တဲ့ယုံနံနေရဲ့ပုံမှာနော်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာမဲ့ကိလေသာတရားတွေကိုမဖြစ်အောင်ကြိုးစားပါတဲ့ရှေးမှာဖြစ်ခဲ့တဲ့ယုံနံနေရဲ့ပုံမှာကိလေသာတရားတွေကို၆တွေ့သွားပါစေတဲ့မူရင်းအဓိပ္ပာယ်လေးကပုဗ္ဗေဆိုတာရှေးဆိုတာဘာကိုပြောတာအတိတ်ကိုပြောတာနော်ရှေးဆိုတဲ့အသုံးနှုန်းလေးနဲ့ဟောတာနော်အတိတ်ကိုဟုတ်လားပြီးတော့မပြောတော့ပစ္ဆာတေမာဟုကိဉ္စန္တပစ္ဆာဆိုတာနောက်မဖြစ်သေးတာကိုပြောတာအနာဂတ်ကိုနောက်လို့ခေါ်တယ်ဟုတ်လားပစ္ဆာတေမာဟုကိဉ္စန္တနောက်မှာဖြစ်မဲ့ယုံနံနေရဲ့ပုံလာပဲလေကိလေသာတရားတွေမဖြစ်ပါစေနဲ့ပူပန်မှုကြောင်းကြမှုတွေမဖြစ်ပါစေနဲ့မာဟုကိဉ္စန္တနော်အ ਨੇ ငယ်မျှသောကြောင်းကြမှုကလေးမှမဖြစ်ပါစေနဲ့ဟုတ်လားအဲ့လိုဆိုရင်ရှေးရဲ့နောက်ရဲ့ပြီးတော့ဘာလာတော့ဆိုတော့အလေဆိုတာလာမစ္စေစေနောဂဟတတိဟုတ်လားအလေအခုပြစ္ဆုတ်ပံလောလောဆယ်ဖြစ်နေတဲ့ယုံနံရဲ့အပေါ်မှာဒါဟာငါပဲဒါဟာသူပဲလို့မှားယွင်းတဲ့ဆွဲလန်းမှုတွေနဲ့ဆွဲမယူဘူးဆိုရင်ဒါဟာမမောစရာပဲလို့နော်တဏှာနဲ့ဆွဲမယူဘူးဆိုရင်တဘာဝကိုတဘာဝလို့အမှန်ကန်သိနေမယ်ဆိုရင်သဘောပေါက်လားမသိဘူးအလေဆိုတဲ့ပြစ္ဆုတ်ပံကိုဆွဲမယူဘူးဆိုရင်မှားယွင်းတဲ့ဆွဲလန်းမှုတွေနဲ့မှားယွင်းတဲ့အယူအဆတွေနဲ့ဆွဲမနေဘူးဆိုရင်ဥပဒံတော်သတိတတိငြိမ်းအေးသွားလိမ့်မယ်တဲ့နော်အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးတန်ကိုဟောဟာရတွေတစ်မျိုးနဲ့ပြောတာစိတ်ဝင်စားတဲ့အကောင်းအတိတ်ကိုဘယ်လိုပြောတော့ရှေးလို့ပြောတယ်အနာဂတ်ကိုဘယ်လိုပြောတော့နောက်လို့ပြောတယ်ပြစ္ဆုတ်ပံကိုကြတော့အလေလို့ပြောတယ်နော်ရှေးနောက်အလေဟုတ်လားရှေးကဖြစ်ခဲ့တဲ့ယုံနံရဲ့ပုံမှာကိလေသာတရားတွေကို၆တွေ့သွားပါစေတဏှတိမကြီးအဲ့ဒါကနားမလဲဘူးလေတကယ်တမ်းကသူ့တဏ္ဍာမှာဖြစ်နေတဲ့တောကမီအကြီးတောင်းနေတာကအဲ့ဒီကကြည်တယ်လေးသေးပြီးမှဖြစ်တာနော်သေးပြီးသွားပြီရှိတော့တာမဟုတ်ဘူးအဲ့ဒီကိစ္စဒါပေမဲ့ तू ကအဲ့ဒါမရှိတော့ဘူးလို့မသိဘူးနော်ဟုတ်လားအဲ့ဒီကိစ္စကြီးမရှိတော့ဘူးဆိုတာ तू မသိဘူးဒါတွေမကဘူး तू နဲ့အရင်ရက်တွေကနော်ပျော်ပျော်ပါပါနေခဲ့တာတွေအဲ့ဒီကိစ္စတွေကိုလည်းသူ့စိတ်ထဲမှာဖြောက်လို့မရဘူးအတိတ်ကသူ့ကိုနှောင့်ယှက်ပေးနေတာပေါ့ဟုတ်လားအနာဂတ်ကဘာမပေးဘူးလားပေးတာပဲဘယ်လိုပေးမလို့ငါဒီကလေးမနဲ့နောက်မတွေ့ရတော့ဘူးသွားပြီဟောဒီဘဝတော့သွားပြီနောက်ကာလတော့ तू မပါဘဲနဲ့ဖြတ်တန်းရတော့မေဟောဒီအတွေးရှိရနော်အဲ့ဒါပါလေအနာဂတ်ကသူ့ကိုကြိုနှိပ်စက်နေတယ်လို့မျိုးပေါ့ဟုတ်လားလောလောဆယ်ဖြစ်နေတဲ့တရားရဲ့ပုံမှာလဲ तू နားမလဲဘူးနော်နားမလဲတော့လောလောဆယ်ဖြစ်နေတဲ့တောကကိုတောကလို့မသိဘူးတောကကိုငါလို့ထင်မယ်ပေါ့ငါတော့ဒုက္ခရောက်ပြီငါတော့တောကဖြစ်ပြီဟုတ်လားအဲ့လိုမျိုးအတိတ်ကိုလည်းပဲနားမလဲဘူးအနာဂတ်ကိုလည်းနားမလဲဘူးပြစ္ဆုတ်ပံကိုလည်းနားမလဲဘူးအဲ့တော့ဘာဖြစ်တော့ရှုပ်ထွေးပြီးတော့တောကပရိဒေဝတွေနဲ့နှိပ်စက်ပြီးတော့ဘာလို့တော့ဆင်းရဲရတယ်ဒါကြောင့်မြတ်စွာဘုရားကယံပုဗ္ဗေတံဝိသောတေဟိရှေးကဖြစ်ခဲ့တဲ့ယုံနံနေရဲ့ပုံမှာကိလေသာတရားတွေကို၆တွေ့သွားပါစေတဲ့ပါရမီပါတဲ့ပုဂ္ဂိုလ်ဆိုတော့ဒီလောက်ပြောလိုက်တာနဲ့ကိုသဘောကပေါက်နေတာပေါ့ဟုတ်လားပစ္ဆာတေမာဟုကိဉ္စနံနောင်မှဖြစ်မဲ့ယုံနံနေရဲ့ပုံမှာလည်းပဲဘာမှပေါက်တောင်းတမှုကြောင်းကြမှုတွေမရှိပါစေနဲ့တဲ့မေဇေစင်တော့ခေတ္တိအလေကိုလည်းပဲမစွဲယူဖို့ဆိုရင်ဥပဒံတော့စရိတ္တိသင်ဟာငြိမ်းအေးသွားလိမ့်မယ်တဲ့အဲ့ဒါတကယ်ပဲငြိမ်းအေးသွားတာယန္တာဖြစ်သွားတာနော်ဒါကြောင့်ပိဿပေါင်းတော်တို့ဘဝမှာငြိမ်းချမ်းလေးဖြစ်သွားခြင်းတယ်ဆိုရင်ဘာလို့ရမလို့ပစ္စုပန်ကိုနားလေရမယ်ပစ္စုပန်မှာဖြစ်နေတဲ့သဘာဝတရားကိုအထူးသိပြီးတော့နေရမယ်အသေးစိတ်ပြောမယ်ဆိုရင်ဘယ်လိုပြောမလို့တတိပဋ္ဌာန်တရားကိုပွားများရမယ်ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးအတိအမှတ်ပြုတ်ပြီးတော့နေတဲ့အလေးချင်းကိုပြုစုပြောထောင်ပေးရမယ်ဝင်လေလေးဝင်သွားတယ်လို့သိလိုက်တယ်ထွက်လေလေးထွက်သွားတယ်လို့ပဲသိလိုက်တယ်အပူလိုမရှိဘယ်လိုက်မှုမရှိဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးသိနေတာနော်ခန္ဓာရဲ့တစိတ်တဒေသအစိတ်အပိုင်းလေးကိုမလုပ်နေတော့သိနေတာအဲ့ဒါတတိပဋ္ဌာန်တရားအားထုတ်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တော့လုပ်ကြည့်နော်အဲ့ဒီဝင်လေထွက်လေရဲ့အကြောင်းကိုကောင်းကောင်းသိရင်သူနဲ့ဆက်ဆက်နေတဲ့ဒီခန္ဓာရဲ့အကြောင်းကိုအများကြီးသိသွားတယ်နောက်ဆုံးယန္တာတောင်ဖြစ်နိုင်တယ်လို့မြတ်စွာဘုရားဟောတာဟုတ်လားဒီဝင်လေထွက်လေလေးဝင်ထွက်နေတာလေးကိုဒလသက်တတိထားနေခြင်းအပြင်အတိညာတဖြည်းဖြည်းနဲ့ရင့်ကျက်ပြီးတော့မြင့်မားတဲ့အဆင့်ကိုရောက်သွားမှာဟုတ်လားဒါကြောင့်ပစ္စုပန်မှာဘယ်လိုနေရမှာလဲလို့
တကယ်လို့များညံထဲမှာမရှင်းမလင်းဖြစ်နေတဲ့ဆိုရင်ဝင်လေထွက်လေလေးမှတ်ပြီးတော့နေလိုက်ပေါ့အဲ့ဒါပိဿုပန်ကိုသိနေတာပဲလေကျွမ်းကျင်သွားလို့ရှိရင်တခြားသောဖြစ်ပေါ်နေတဲ့မြင်မှုကြားမှုအနံ့ရမှုစားသောက်မှုတွေ့ထိမှုတွေကိုလည်းပဲနော်ဦးဇင်းတို့လိုက်ပြီးတော့တိနေခြင်းအပြင်ပိဿုပန်ကိုရှုမှတ်ရမရောက်ဘူးလားဟုတ်တယ်ဒါကြောင့်ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာတွန့်တိုခြင်းမရှိပျက်စီးခြင်းမရှိတဲ့တနည်းအားဖြင့်လောဘဖြစ်အောင်ဖျားယောင်းခြင်းမခံရတော့ဒေါသဖြစ်အောင်ဖျက်ဆီးခြင်းမခံရတော့မြင့်မြတ်သောစိတ်ဖြင့်နော်နေနိုင်ဖို့အတွက်ဒီအကျင့်မြတ်ကိုကျင့်သုံးပြီးတော့နေကြတယ်တဲ့ဒါကပါလေဒုတိယဂါထာပေါ့နော်အဲ့ဒါလို့ဆိုရင်ဦးဇင်းတို့တတိယဂါထာကိုဆက်သွားကြမယ်နော်တတိယဂါထာကပါပြောထားလဲဆိုတော့ဒီမြတ်သောအကျင့်ပြောရလို့ရှိရင်ဒီအကျင့်ကအမြင့်မြတ်ဆုံးအကျင့်ပဲအကျင့်ဆိုတဲ့အတိုင်းလေ့ကျင့်မှရမှာပေါ့နော်အဲ့ဒီအမြတ်ဆုံးအလေးအကျင့်ကိုလေ့ကျင့်လိုစိတ်ထက်သန်ဖို့အတွက်မြတ်စွာဘုရားကတည်ခြင်းတရားကိုပြပြီးတော့တိုက်တွန်းထားတာတတိယဂါထာကဒါကလည်းပဲအလွန်မှအခြေအဆက်မိတယ်လို့ပြောခြင်းတယ်ဘာလို့လဲဆိုတော့ဦးဇင်းတို့တွေဟာဘဝရဲ့နော်အချိန်မီပျက်စီးသွားနိုင်တယ်ဆိုတဲ့တည်ခြင်းတရားဒီတည်ခြင်းတရားကိုစဉ်းစားလိုက်တာနဲ့စိတ်ကအလိုလျောက်ကောင်းတာကိုလှုပ်လို့စိတ်ထက်သန်သွားတာတကယ်တည်ခြင်းတရားကိုကောင်းကောင်းမြင်ပဲဆိုလို့ရှိရင်ကောင်းတာမှတာမန်ကောင်းတာမျိုးမဟုတ်ဘူးကောင်းတဲ့ထက်ကောင်းတဲ့အကောင်းဆုံးအရာကိုပဲလှုပ်ချင်စိတ်ကဖြစ်သွားမှာမနေ့တုန်းကတရားကောင်းစဉ်လေးမှတ်မိသေးလားအဲ့ဒါတော့အကောင်းဆုံးနဲ့မလွဲစေနဲ့တဲ့ဟုတ်တယ်တည်ခြင်းတရားကိုအမှတ်ရရင်နော်အကောင်းဆုံးနဲ့လွဲချင်စိတ်ရှိမှာမဟုတ်နော်အေးအကောင်းဆုံးအလေးအကျင့်လို့ဆိုတဲ့ဒီပိဿုပန်လေးကိုနော်အတိအမှတ်လေးပြုတ်ပြီးတော့နေတဲ့ဝိပဿနာကျင့်စဉ်တတိပဋ္ဌာန်ကျင့်စဉ်ဟုတ်လားအဲ့ဒါကိုကျင့်သုံးလို့စိတ်ထက်သန်ဖို့အတွက်မြတ်စွာဘုရားတည်ခြင်းတရားကိုထင်ရှားပြပြီးတော့တိုက်တွန်းထားတာဒါတတိယဂါထာနော်ဒီဂါထာလေးကတော့တချို့ဒကာကြီးဒကာမကြီးတို့ရဲ့နှုတ်ဖျားမှာရှိကောင်းရှိနိုင်တယ်ပေါ့နော်သူကအလွန်မှအသုံးတွင်ကျတဲ့ဂါထာတော်လေးဖြစ်နေလို့တခြားသောဒေသနာတွေမှာလည်းထည့်သွင်းပြီးတော့ဟောထားတာကိုတွေ့ရတယ်ဟုတ်လားတချို့နိဗ္ဗာန်ဆိုဒကာကြီးတွေရွတ်ဆိုကြတာတောင်ကြားရတယ်ဣဇေဝကိစ္စမာတဗံကောဇေညာမရဏံတုဝေနာဟိနောသင်္ကရံတေနမဟာတေနေနမစ္ဆုနာဣဇေဝကိစ္စမာတဗံဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အဲ့ဒီမြင့်မြတ်လာတဲ့ကောင်းတဲ့အလုပ်ကြီးကိုလှုပ်ဖြစ်အောင်လုပ်လိုက်ပါတဲ့ဣဇေဝကိစ္စမာတဗံနော်ဒီကနေ့ပဲအဲ့ဒီမြင့်မြတ်တဲ့အလုပ်ကိုလုပ်လိုက်ပါတဲ့ကောဇေညာမရဏံတုဝေမနေ့ဖြန်မှာလှုပ်ခွင့်ရှိမယ်မရှိတော့ဘူးဆိုတာဘယ်သူမှအတိအကျမသိနိုင်ဘူးတဲ့မနေ့ဖြန်မှာနေရမယ်သို့မဟုတ်မနေရတော့ဘူးဆိုတာဘယ်သူမှအတိအကျမသိနိုင်ဘူးတဲ့အဲ့ဒါကြောင့်မလို့ဒီနေ့တေချာနေတဲ့အချိန်လေးမှာလှုပ်ဖြစ်အောင်လုပ်လိုက်လို့ပြောတာဟုတ်လားမနေ့ဖြန်မှာနေရမယ်တေးရမယ်ဘယ်သူမှတေးကြမသိနိုင်ဘူးလို့ဆိုတယ်နော်အဲ့လိုဘာကြောင့်မြတ်စွာဘုရားပြောရတယ်လဲအကြောင်းပြချက်ကလေးနောက်နှစ်ပါးနဲ့ပြထားတယ်နာဟိနောသင်္ကရံတေနမဟာတေနေနမစ္ဆုနာမဟာတေနေနမစ္ဆုနာများစွာသောစစ်တီရှိသောတေမင်းနဲ့နာဟိနောသင်္ကရံတေနတတ္တဝါတွေမှာချိန်ထားတယ်နော်အချိန်ချက်လှုပ်ထားတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒါကြောင့်မလို့မနေ့ဖြန်မှာနေရမယ်တေးရမယ်ဘယ်သူမှမသိဘူးတဲ့တပိတပေါင်းသူတော်ကောင်းတို့များစွာသောစစ်တီရှိသောတေမင်းနဲ့တတ္တဝါတွေမှာချိန်ထားတာမရှိဘူးဆိုတဲ့စကားလေးကိုစဉ်းစားရမယ်များစွာသောစစ်တီရှိသောတေမင်းလို့ပြောတယ်နော်မဟာတေနေနမစ္ဆုနာဟုတ်လားမဟာတေနေနဆိုတာစစ်တီတွေအများကြီးရှိတယ်တေမင်းနဲ့မစ္ဆုနာတကယ်တမ်းကတေမင်းဆိုတာတခြားတနေရာမှာတတိတနန်းကြီးနဲ့ကြောက်မက်ဖွယ်ရာစံမြန်းနေတာမျိုးမဟုတ်ဘူးနော်တေတတ်တဲ့ဒီခန္ဓာကိုယ်ကြီးကိုပဲတေမင်းလို့ပြောတာတနည်းအားဖြင့်ဒီခန္ဓာကိုယ်ကြီးဟာသူ့အတူတတ်မှာသူဒီပင်လင်တတ်တဲ့သဘောရှိတယ်သူဒီပင်လင်အသက်ခံရတဲ့သဘောလည်းရှိတယ်ဒါကြောင့်ခန္ဓာကိုယ်ကိုတေမင်းလို့ပြောတာမြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးကမြတ်စွာဘုရားကိုမေးဘူးတာရှိရလေတေမင်းလို့လူတွေပြောရတာရှိတယ်ဘယ်ရာကိုတေမင်းလို့ခေါ်လဲဘယ်ရာကမြတ်လာတတ်တယ်လဲပေါ့ခန္ဓာကိုဘဝကိုဘယ်ရာကမြတ်လာဖြစ်စည်းတယ်လဲပေါ့အဲ့တော့မြတ်စွာဘုရားဘယ်ရာမှလာဖြစ်စည်းတာမဟုတ်ဘယ်သူကမှလာတတ်တာလဲမဟုတ်ဘူးဒီခန္ဓာကိုယ်ကြီးကသူ့အတူတတ်ပြီးတော့သူ့အတူပဲသေရတာဒါကြောင့်တေမင်းဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာတဲ့ဟုတ်တယ်ပိဿတို့စဉ်းစားကြည့်လူတွေမှာသူများတက်လို့သေရတဲ့လူနဲ့ဘယ်သူမှမတက်ဘဲနဲ့သူ့အလိုလျောက်သေတဲ့လူဘယ်တင်းကများသူ့အလိုလျောက်သေရတာများတာပေါ့ဘယ်လောက်များတော့အတိုင်းအဆမရှိပိုများတယ်နော်ဘယ်သူမှမတက်လည်းပဲခန္ဓာကိုယ်ကြီးကသူ့သူအသေးတတ်မှာနော်တစ်ချိန်ကြာရင်ဟုတ်လားသူ့သူဖောက်ပြန်ပြည့်စည်ပြီးတော့သေသွားမှာပဲဟုတ်လားဒါကြောင့်တတ်သောသဘောရှိသောအသက်ခံရသောသဘောရှိသောဒီခန္ဓာကိုယ်ကြီးတည်ပင်လင်သေမင်းလို့မြတ်စွာဘုရားပြောတာအဲ့လိုဆိုရင်များစွာသောစစ်တီရှိသောဆိုတာဘာပြောတာတော့စဉ်းစားတဲ့အရန်ကောင်းများစွာသောစစ်တီရှိသောဆိုတာကဒီခန္ဓာကိုယ်ကြီးဟာတည်စရာအကြောင်းတရားတွေအလွန်များတယ်လို့ပြောတာနော်တရားဓမ္မတို့ဦးဇင်းရဲ့ခန္ဓာကိုယ်ကြီးဟာပျက်စီးစရာအကြောင်းတရားတွေအလွန်များတယ်
နော်အထဲထဲမှာပျက်စီးဖို့အတွက်သူတို့ဘယ်လောက်ထိပြင်ဆင်ထားတယ်ဆိုတာတော့ကိုယ်မှသိခွင့်မရှိဘူးတချို့ယောဂလက္ခဏာဘာမှမပြဘူးဟာဘိုက်ထဲကအောင်းတယ်စေကန်းသွားတယ်ကင်ဆာကြီးဖြစ်နေပြီအဆင့်ဘယ်လောက်ရောက်နေပြီဟောကုလို့မရတော့တဲ့အနေထားရောက်သွားပြီနော်ဘာမှယောဂလက္ခဏာပြတာမဟုတ်စောစောကမှနေကောင်းထိုင်ကောင်းလို့ကိုကထင်းနေတာတကယ်တော့ तू အဲ့ဒီထဲမှာအလုပ်နေတော့ကိုကိုတတ်ဖို့အတွက်ပြင်ဆင်နေတာလေအထဲထဲမှာကိုကသိလားမသိဘူးကိုဟာတော့ကိုတွေးနေကိုအမေကြီးမေးပြီးတော့ကိုစိတ်ကူးနဲ့ကိုအဟုတ်ကြီးနေနေတာပဲပေါ်ရမယ်ဟုတ်လားဒါပေမဲ့အထဲထဲကတော့ကိုကိုတတ်ဖို့လို့ဘာလုပ်နေတော့ပြင်ဆင်နေကြတယ်ကိုသိသလားမသိဘူးစဉ်းစားဒီခန္ဓာရဲ့တိဆောက်ထားပုံဦးဇင်းကအပေါ်ယံပိုင်းလေးကိုဒါပြောကြည့်တာပါတကယ်တမ်းဘဝရက်တည်နေတဲ့ဖြစ်ပေါ်နေတဲ့ဆိုတာကံစေဥဒုအာဟာရအကြောင်းတရားတွေထောက်ပံ့ထားလို့ကံအကြောင်းတရားကတော့အနုညံ့အသိမွေဆုံးအကျေပြန်ဆုံးအကြောင်းတရားပဲသူ့ရဲ့ထောက်ပံ့မှုရုပ်ဆင်းရက်ဆန်းလိုက်တာနဲ့ဒီရှင်သန်မှုဟာတောက်လျှောက်ပြီးသွားမှာဟုတ်လားဆိုကြပါစို့ဖျောင်းနိုင်လေးတစ်တိုင်းမီးထွန်းထားတယ်စီမီးကွက်ကလေးတစ်ခုမီးထွန်းထားတယ်စီကုံမီးဆိုတာနဲ့ဒီမီးဟာတောက်လျှောက်ငိမ့်မှာနော်လက်ပေါ်မှာပြေးနေတဲ့ကားတွေဘာနဲ့ပြေးနေတော့စီထည့်ပြီးတော့စီနဲ့ပြေးတာစီရက်စွမ်းရင်ကိုယူပြီးတော့ပြေးရတာဟုတ်လားစီကုံမီးဆိုတာနဲ့ဒီကားဘာလို့မတော့ရက်မှာပေါ့ဟာလမ်းလေကောင်းကြီးရက်လို့မသိတော့ဘူးလို့ကားမှာအဲ့လိုတွေးတတ်တဲ့စိတ်ရှိလားစီကုံတဲ့ချိန်ရက်မှာနော်ဟာဒီလိုကအလုပ်အရန်ရေးကြီးနေတာပဲနည်းနည်းလေးတော့ငါရှေ့လိမ့်ပေးလိုက်အောင်မယ်လို့ရှိသလားအဲ့လိုပဲဒကာမဟုတ်ဦးတို့ရဲ့ဒီနောက်ခန္ဓာကိုယ်ဆိုတဲ့ကားဘဝဆိုတဲ့ပြေးလမ်းပေါ်မှာပြေးနေတယ်ကံရဲ့စွမ်းအားတတိနဲ့ပြေးနေတာကံရက်သွားတဲ့အချိန်မှာတောက်လျှောက်ဒီခန္ဓာကားလည်းရက်သွားတယ်ညကုံရင်ညရက်မယ်စကားပြောရင်ကုံရင်စကားပြောရင်ရက်မယ်တချို့စားရင်တောင်းရင်နဲ့ကုံသွားတယ်စားရင်တောင်းရင်တိုးလို့တန်းတန်းကြီးရက်သွားတာပဲဟုတ်လားခန္ဓာကိုယ်ကြီးကဟာဒီချိန်ကတော့ဒီလိုအတွက်အရန်ရေးကြီးနေတာနည်းနည်းလေးဆက်ပြီးတော့ရှင်းပေးလိုက်အောင်မယ်လို့အာနာတဲ့သဘောရှိလားအာနာတဲ့သဘောရှိဖို့နေနေတာကိုယ်ဆန္ဒကိုသူသိတော့မသိကုံတဲ့ချိန်ရက်မှာပဲနော်တေးစရာအကြောင်းတရားတွေအလွန်များတယ်ဆိုတာအဲ့လိုတွေးတတ်ရပြီးတော့ဦးဇင်းတို့အပေါ်ယံလေးပေါ်အဲ့ဒါပါလဲဆိုတော့ဒီခန္ဓာဗေဒပေါ့ဒီခန္ဓာကိုယ်တိဆောက်ထားပုံလေးကိုနည်းနည်းလောက်လေ့လာကြည့်တဲ့ဆရာဝန်တွေဆိုရင်တော့အများကြီးနားလည်မယ်ပေါ့ဟုတ်လားပျက်စီးဖို့ဘယ်လောက်လွယ်တယ်လဲဆိုတာသူတို့ဆိုပိုးပြီးတော့သိတယ်အသွေးကြောလေးတွေကြောပေါက်သွားတာနဲ့တခုကတိကောက်လေးဖြစ်သွားတာနဲ့ရှင်သန်မှုဟာရက်ဆိုင်သွားနိုင်တယ်ပေါ့နော်နှလုံးရဲ့တိဆောက်ထားပုံအုံနောက်ရဲ့တဘာဝအဲ့ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကံအကြောင်းတရားလေးရဲ့အရှိန်နဲ့ဦးဇင်းတို့သွားနေတာနော်တကယ်ကိုတဲတဲလေးပဲဟုတ်လားပြက်ချင်တယ်ဆိုရင်အချိန်မရွေးပြက်လို့ရတယ်ဒါကြောင့်မြတ်စွာဘုရားကတန်လတုတ်တံမှာဟောထားတာရှိတယ်နော်ဖလာနမိဝပက္ကာနာပါတောပတ္တနာတောဘေယဧဝံဇာတာနမေသနာနေဆံမရဏတောဘေယဖလာနမိဝပက္ကာနာပါတောပတ္တနာတောဘေယဆိုဘာပြောအောင်ဆိုနနခင်းတိုင်းမှာတဲ့တတိမဲ့တွေဟာကြွေးကြခြင်းဆိုတဲ့ဘေးရှိတယ်တဲ့ဟုတ်လားတတိမဲ့တွေတီးနေတဲ့အပင်အောက်ကိုမနက်ခင်းသွားကြည့်ရင်ဘာလို့တော့ကျွေးနေတယ်လင်းအားကြီးကျွေးကြတာတီးလေးတွေအကယ်၍သာတတိတွေကတီးတဲ့အသိစိတ်ရှိမယ်ဆိုရင်ဒီနေ့မနက်ခင်းငါမြန်းကျွေးလိမ့်မလားဟိုအကောင်မြန်းကျွေးလိမ့်မလားဟုတ်လားတွေးမှာနော်ခုသူတို့မှသိစိတ်မရှိတဲ့ခါကျတော့ကျွေးနေချင်းကျွေးသွားတာတုံလုံးမှုလည်းမရှိဘူးတုံလုံးတက်တဲ့သဘောမှမရှိတာဘူးဟုတ်လားတတိတွေဟာဘာလဲတော့မနက်ခင်းတိုင်းမှာကျွေးကြခြင်းဆိုတဲ့ဘေးရှိတယ်တဲ့တတိမဲ့တယ်မှာအဲ့လိုပဲဧဝံဇာတာနမစ္ဆာနဖြစ်ပေါ်လာတဲ့မွေးဖွားလာတဲ့တတ္တဝါတွေအတွက်နေဆံမရဏတောဘေယံသေခြင်းဆိုတဲ့ဘေးဟာအချိန်မရွေးရှိတယ်တဲ့ဟောတတိမဲ့တွေရဲ့ကြွေးကြခြင်းရဲ့ဘေးကတော့သူကပါတောပတ္တနာတောဘေယံပါတောဆိုတာနနခင်းခါသူကမနခင်းလေးကိုပဲကွက်ပြီးတော့မြတ်စွာဘုရားဟောတယ်မွေးဖွားလာတဲ့တတ္တဝါတွေရဲ့သေဆုံးခြင်းဆိုတဲ့ဘေးကြတော့သူအချိန်မရွေးရှိတယ်တဲ့နနခင်းနေရှိတာမဟုတ်ညနေခင်းနေရှိတာမဟုတ်ဘယ်လိုပြောတော့နေဆံဆိုတဲ့စကားလေးပြောတယ်နော်နေဆဆိုတာဘာလို့အမြဲတမ်းအနေဆကတော့မမြဲဘူးပေါ့နော်နေဆဆိုတာဘာလို့အမြဲတမ်းနေဆံအမြဲတမ်းမရဏတော်သေခြင်းဆိုတဲ့ဗျံဘေးဟာဇာယတိဖြစ်ပေါ်လာတယ်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဒီအသက်ဒီရှင်သန်မှုဆိုတာအချိန်မရွေးသေခြင်းဆိုတဲ့ဘေးရှိတယ်မသေသေးတော့လားမသေသေးတာသေခြင်းနဲ့ဆိုရင်အချိန်မရွေးသေနိုင်တယ်မသေနိုင်တဲ့အချိန်ရလို့ဦးဇင်းတို့မှာဘယ်အချိန်လေးမှနော်အာမခံချက်ပေးလို့ရတဲ့အချိန်မရှိဘူးတစ်စက္ကန့်လောက်တောင်မရှိဘူးအချိန်တိုင်းဟာသေနိုင်တဲ့အချိန်ပဲမသေခြင်းသေးလို့သာတည်စရာအကြောင်းမပြည့်စုံသေးလို့သာဆက်ပြီးတော့သွားနေတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့များစွာသောစိတ္တိရှိသောတေမင်းဆိုတာဘာပြောတာတော့တည်စရာအကြောင်းတရားတွေအလွန်များသောဒီခန္ဓာကိုယ်လို့ပြောတာဟုတ်လားအဲ့လိုတည်စရာအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ကိုယ်နဲ့ဟာဘယ်အချိန်မှတို့တည်ကြမယ်ဘယ်အချိန်ထိတော့ရှင်သန်ကြမယ်ဘယ်အချိန်လေးမှတွေ့ကြမယ်လို့တော့ချင်းချက်ထားတာမရှိဘူးတဲ့အဲ့ဒါကြောင့်မို့လို့မနေ့ပြန်မှာနေရမယ်တည်ရမယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးလို့ပြောရတာတဲ့အဲ့ဒါကြောင့်မို့လို့ကိုပဲဒီကနေ့အဲ့ဒီကောင်းတဲ့အလုပ်ကိုလုပ်ဖြစ်အောင်
လှုပ်လိုက်တဲ့သူအရေးအပါဆုံးပဲပေါ့ဆိုလိုတာကနော်ဒါကြောင့်မြင့်မြတ်တဲ့ဒီကျင့်စဉ်ကိုကျင့်သုံးခြင်းစိတ်ထက်သန်ဖို့အတွက်မြတ်စွာဘုရားသေခြင်းတရားကိုပြပြီးတော့တိုက်တွန်းတာဣဇေဝကိစ္စမတ္တဗံကောဇင်ညာမရဏံတုဝေနာဟိနောသင်္ကရံတေနမဟာတေနေနမစ္ဆုနာဟုတ်လားဒီကနေ့ပဲအဲ့ဒီမြင့်မြတ်တဲ့ကျင့်စဉ်ကိုကျင့်ပါမြင့်မြတ်တဲ့အဲ့ဒီအလုပ်ကိုလုပ်ပါမနေ့ပြန်မှာလုပ်ခွင့်ရှိမယ်မရှိဘူးဇူမမသိနိုင်ဘူးဘာကြောင့်လဲပျက်စီးစရာအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့တနည်းအားဖြင့်စစ်တီများစွာရှိသောတေမင်းနဲ့တတ္တဝါတွေမှာချိန်ထားတာဆိုတာမရှိလို့ပါတဲ့ဟုတ်လားဒါကြောင့်တေခြင်းတရားကိုအများကြီးစဉ်းစားဖို့လိုတယ်နော်တရားဓမ္မတို့ဦးနေရဲ့ရှင်သန်မှုဆိုတဲ့ဒီအသက်လေးဟာဘာအာမခံချက်မှမရှိဘူးတေကြတာကတော့အိုဒိန်းတွေလှုပ်ထားတဲ့အိုးခွက်တွေဟာသုံးဆွဲသူရဲ့လက်မှာကွဲပြက်ခြင်းသာလည်းအဆုံးရှိတယ်လို့တရားဓမ္မဦးနေရဲ့ဒီရှင်သန်မှုဆိုတာတေဆုံးခြင်းပျက်စီးခြင်းမှာပဲအဆုံးရှိတယ်နော်ဇရံပိပတ္တဝါနော်အိုခြင်းသူရောက်သည်ဖြစ်စေတရံပိအပတ္တဝါနော်အိုခြင်းသူမရောက်ဘဲတော်လည်းဖြစ်စေပရဏဟောတိတေခြင်းဆိုတာဖြစ်တတ်တယ်လို့မြတ်စွာဘုရားဟောတာအိုမတေတယ်လို့အတိအကျပြောလို့မရဘူးမအိုဘဲနဲ့တေနေတာမရှိဘူးလားရှိတယ်နော်သတင်းသားတွေကြည်လိုက်ပေါ့တင်ညာကုန်းရောက်လို့ရှင်ကြည်ပေါ့ဟုတ်လားအဲ့တော့တေခြင်းတရားကိုဦးဇင်းတို့တွေဟာနော်စိတ်ထဲမှာနီးစက်ခွင့်ပေးတာစိတ်ကအဲ့ဒီတေခြင်းတရားမှာကျက်စားခွင့်ပေးတာအလွန်ကောင်းတယ်လို့ထင်တယ်ဦးဇင်းတို့ရဲ့စိတ်တွေကတိတဲ့တိတိုက်တာတွေကိုနော်အကုန်လုံးတိခွင့်မပေးတဲ့အခါကျတော့ तू တိတာပဲ तू ကဘာလုပ်နေတုံးဆိုတော့ဇောင်းပေးပြီးတော့တွေးနေတာပုံမှန်လေးပြောမယ်နော်ဒီမှာလူငယ်လေးတွေလည်းပါတယ်ဘုန်းဘုန်းတို့စိတ်တွေကဘယ်ထဲမှာပဲကျက်စားနေတုံးဘယ်ထဲမှာပဲနော်ကျင်လဲနေတုံးဆိုတော့မြင်နေရတာတွေကြားနေရတာတွေတွေးနေရတာတွေနဲ့ပတ်သက်ပြီးတော့ပဲကျင်လဲကျက်စားနေတာအဲ့တော့မြင်နေရတာတွေကလည်းဘာတွေတုံးဆိုတော့လူရှင်တွေပဲမြင်နေရတယ်တနေ့ကုံသွားတယ်တလကုံသွားတယ်လူရှင်တွေပဲမြင်ရတယ်လူတွေကမြင်ရခဲ့တယ်တခါတလေလူတွေကိုမြင်ခွင့်ကြုံပေမလို့မကြည့်ကျင်ဘူးဆိုပြီးတော့မကြည့်ဘူးဟုတ်လားဒါကြောင့်ဆေးရုံဆေးကန်သွားတဲ့တယ်ကိုကလူမာတွေကြီးမြင်ရတယ်လူမမာကိုမမြင်ရအောင်အဲ့တော့လူမာနဲ့ပတ်သက်တဲ့အတွေ့ပဲတွေ့တယ်လမ်းပေါ်သွားတယ်ဆိုရင်ဖိလိန်ပြင်ဆင်ပြီးတော့နော်တကယ်ကိုပဲအဆင်ပြေနေတဲ့ပုံလေးတွေပဲမြင်ရတာပါနော်သူတို့ရဲ့အတွင်းရေးနောက်ကျောင်းလိုက်ပြီးတော့အိမ်ထိလိုက်ကြည့်လိုက်မယ်ဆိုရင်တော့အရှုပ်ထွေးတွေကြီးနေမှာပါဟုတ်လားဒါပေမဲ့မြင်ရတာကဘာတော့အဆင်ပြေတဲ့ပုံသဏ္ဍာန်လေးတွေပဲမြင်ရတယ်မာတာပဲမြင်ရတယ်နာတာမမြင်ရဘူးရှင်တာပဲမြင်ရတယ်တေတာမမြင်ရဘူးအဲ့တော့စိတ်ကဘာလဲဆိုတော့ဒီရှင်တာနဲ့ပတ်သက်ပြီးတော့ပဲတွေးတယ်အဲ့တော့ငါဘလို့နေမယ်ဘလို့ထိုင်မယ်ဘာလုပ်မယ်ဟာဒီရှင်ရေးနေထိုင်ရေးနဲ့ပတ်သက်ပြီးတော့ပဲစိတ်ကမဖြစ်နေတော့တွေးနေတယ်တကယ်လို့သာလူတွေကိုခဏခဏမြင်မယ်ဆိုလို့ရှိရင်သေခြင်းနဲ့ပတ်သက်ပြီးတော့တွေးလိုက်မယ်အဲ့ဒီအတွေ့ကအများကြီးပို့ပြီးတော့လေးနေမယ်နော်ဘဝကရှင်သန်မှုတစ်ခုတည်းနဲ့တိဆောက်ထားတာမှမဟုတ်ပဲကိုသေဆုံးခြင်းနဲ့ရောပြီးတော့တိဆောက်ထားတာဟုတ်တယ်မဟုတ်လားအဲ့တော့ရှင်သာတစ်ခုတည်းကိုမြင်လို့ရှိရင်တွေးတာကြံတာတွေဟာဗလိနဲ့မှတဘာဝမကြနိုင်ဘူးမမျှတနိုင်ဘူးပေါ့သေခြင်းတရားကိုမြင်ဖို့မလိုဘူးလားမြင်ကြည့်နော်ဒါကြောင့်မလို့သင်္ချိုင်းကုန်းတွေဘာတွေသွားတဲ့တယ်လို့အရင်ထင်တယ်အတုပကိုလိုက်ပြီးတော့ကြည်တဲ့တယ်လို့ထင်တယ်ဟုတ်လားအခုခေတ်အနေနဲ့တမင်တကာကြီးအဲ့လိုသွားမကြည့်အောင်တောင်မှနော်ဗီဒီယိုဖိုင်တွေလူသေးတွေကိုရိုက်ထားတာတွေရှိဓာတ်ပုံတွေကြည့်မတူတာကိုတွေ့ရလိမ့်မယ်ကိုယ့်ရဲ့စိတ်ကမတူတာကိုတွေ့ရလိမ့်မယ်လူသေးကိုမြင်ရတဲ့အခါကျတော့လူဆိုတဲ့အမျိုးကကြောက်တယ်အဲ့ဒီကြောက်တာကိုပဲကြာတော့စဉ်းစားလာတယ်ဘာလို့ကြောက်တော့စဉ်းစားကြည့်ကိုသေးရမှာပဲเนาะတကယ်ကတော့အဲ့ဟိုကြောက်နေတဲ့သဘောလေးရှိတယ်အဲ့ဒါဟိုကလည်းပဲစိတ်ဝင်စားတဲ့အကောင်ဦးဇင်းတို့ရွာဘက်မှာနွားတက်ပြီးတော့เนาะလူမျိုးသားတွေနွားသားရောင်းပြီးတော့နေကြတဲ့နေရာလေးတစ်ခုရှိတယ်ရွာနဲ့မနီးမွေးမှာပေါ့နွားတွေအများကြီးအဲ့ဒီမှာတက်တယ်အဲ့ဒီနာလှဲလန်းတွေကစုံနေတယ်ဟိုရွာလာတဲ့လမ်းလည်းအဲ့ဒီနာရောက်တဲ့အဲ့လိုလှဲလန်းအစုံလေးပေါ့အံ့ဩစရာတော့အဲ့ဒီနွားတွေကလေအဲ့ဒီနွားတက်ယုံနာရောက်လို့ရှိရင်ရှေ့ဆက်မသွားဘူးတချို့ဆိုရင်ကြောက်လန့်ပြီးတော့ဆွတ်ပြေးတချို့နွားတွေဆိုလို့ရှိရင်ဒူးတုတ်ထားလိုက်တယ်ရှေ့ဆက်ပြီးတော့မယုံတော့နောက်ကြတော့အဲ့ဒီနာလှဲလန်းကိုပဲဘာဖြစ်သွားအောင်ဆိုကန်းသွားတယ်ဒီပြည့်နေရာနဲ့သွားကြတယ်တွေးမိတာပါငယ်တုန်းကနွားတွေကလည်းပဲသူတို့တည်တဲ့နေရာသူတို့တက်တဲ့နေရာသူတို့တက်ထားတယ်သူတို့အပေါင်းဖော်တွေကိုသူတို့သိပုံရတယ်ဟုတ်လားအဲ့တော့လူတွေကလည်းပဲပါလေလူတွေတွေ့လို့ရှိရင်စိတ်ကတစ်မျိုးဖြစ်တယ်အဲ့ဒီတစ်မျိုးဖြစ်တာကိုစိတ်ဝင်စားတဲ့တယ်ဟုတ်လားကြည့်လိုက်မတူဘူးနော်ဒါကြောင့်မြတ်စွာဘုရားကအတုပကမ္မထံဆိုတာတွေကိုအသားပေးပြီးတော့ဟောတာတွေအများကြီးရှိတယ်နောက်ဆက်တွဲအကျိုးရလကအလွန်ကြီးမားလို့မို့ဟောတာဟုတ်လားတခါတလေဦးဇင်းတို့ကအမှန်တရားကိုသိဖို့အတွက်နော်ဝိပတ်ပြီးတော့အများကြီးစဉ်းစားနေရတယ်အဲ့လိုစဉ်းစားမနေတော့ဘဲနဲ့သေခြင်းကိုလူသေးကောင်ကိုတဲ့ကြည့်လိုက်တာနဲ့အဲ့ဒီအတွေးတွေကမြဲမြဲဆန်းဆန်းလုတ်ကြံယူစရာမလိုဘဲနဲ့စိတ်ထဲမှာမြင့်ဖြစ်နိုင်တယ်ဒါတယောက်နဲ့တယောက်တော့ပါရမီဓာတ်ခံတွေပါလေလည်းပဲကွာတော့ကွာအောင်ပဲပေါ့ဟုတ်လားတိုးတော့တေချာတာကတော့ဘယ်သူပဲဖြစ်လူတွေကိုမြင်ရတာနဲ့မမြင်ရတာနဲ့စိတ်အခြေအနေမတူတာကတော့တေချာတယ်ဟုတ်လား
ဒါကြောင့်တေခြင်းတရားကိုဖျားပြီးတော့ကောင်းတဲ့အလုပ်ကိုလုပ်ဖို့တိုက်တွန်းတာဟာအများကြီးအဓိပ္ပာယ်ရှိတယ်ဆိုတာလေးကိုလက်ခံနိုင်ဖို့ဒါပြောပြတာဟုတ်လားဒါကြောင့်တေခြင်းတရားကိုစဉ်းစားဖို့မလိုဘူးလားလိုတယ်ဒါကဦးဇင်းတို့တတိယဂါထာလေးနဲ့ပတ်သက်ပြီးတော့ပြောပြတာနော်ဂါထာဘယ်နှပုဒ်လာမှာတော့၄ပုဒ်နောက်ဆုံးတစ်ပုဒ်ကျန်သေးတယ်နော်နောက်ဆုံးတစ်ပုဒ်ကတော့ဒီမြတ်တဲ့အကျင့်ကိုတဲ့နေရောညာရောမပြင်းမရပြင်းထန်တဲ့လုံလဝရိယနဲ့စ조사အထုတ်နေမယ်ဆိုလို့ရှိရင်ငြိမ်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားရှင်ကိုရမြတ်ကြီးတွေကဒီလူဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့အဲ့လိုအဓိပ္ပာယ်ရတယ်ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတောတံဝေဗတ္တေကရတောတိတန်တောအာစိတ်ခတေမုနိဟာဒါနောက်ဆုံးခါထားလေးနော်ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတောအဟောရတမတ္တန္တိတောတဲ့နေရောညာရောမပြင်းမရညပါထည့်ထားတယ်နော်ဒီမြတ်သောအကျင့်ကိုနေ့တင်လောက်ရမှာမဟုတ်ဘူးညပါလှုပ်တဲ့နေပေါ့ဟောဆိုလူရဲ့တက်တန်းလေးကအလွန်တိုးလို့ညဟာအိတ်ဆက်ချင်းဖြင့်ဖြုံးတီးပြလိုက်ဖို့မထိုက်တန်ဘူးဆိုတဲ့အတိတ်ကိုပဲကိုကပြောနေတာဟုတ်လားနေရောညာရောမပြင်းမရဧဝံဝိဟာရိအာတပိအလွန်ကိုထက်တန်တဲ့လုံလဝရိယနဲ့ဒီမြတ်တဲ့အကျင့်ကိုကျင့်တယ်ဘာကျင့်တော့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုအမှန်တိနေတဲ့အလေးအကျင့်ဒါမှအမှန်တရားကိုသိမှာနော်အဲ့ဒါကိုအဲ့လိုနေရောညာရောမပြင်းမရပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုလို့ရှိရင်တံဝေဗတ္တေကရတောတိတန်တောအာစိတ်ခတေမုနိနော်တန်တောငြိမ်းအေးတော်မူပြီးဖြစ်ကြတဲ့မုနိဘုရားရှင်ကိုရမြတ်ကြီးတို့သည်အာစိတ်ခတေချီးမွမ်းပြောဆိုကြတယ်ဘလို့ပြောတော့တံဝေဗတ္တေကရတောတိဒီလူကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့ဟုတ်လားအကောင်းဆုံးနေနီးထိုင်လေးနဲ့နေလိုက်တော့ညအိတ်ဆက်ခါနီးလေးမှာဒါကောင်းသောညဖြစ်တယ်ဆိုတဲ့အတိပ္ပယ်မျိုးနားလည်ဖို့ရှိမယ်ပေါ့နော်နေ့လည်နေခင်းမှာလောဘဒေါသမောဟတွေနဲ့အကုသိုလ်တွေနဲ့ရောပြုံးပြီးတော့နေမယ်ဆိုရင်ညဟာကောင်းသောညဖြစ်နိုင်မလားဒါစဉ်းစားဖို့ရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတို့ဟောင်းတို့ဒီမြင့်မြတ်တဲ့ကျင့်စဉ်ကိုကျင့်သုံးခွင့်ရတဲ့ဒီအခိုက်အတန့်လေးအခိုက်အတန့်လေးလို့အရင်သုံးလိုက်တယ်နော်ဘဝဆိုတာအခိုက်အတန့်လေးပဲနော်ဒီအခိုက်အတန့်လေးကတကယ်ကိုတန်ဖိုးဖြတ်လို့မရတဲ့အခိုက်အတန့်လေးပဲဘာဖြစ်လို့လဲဆိုတော့တန်ဖိုးဖြတ်လို့မရတဲ့ဒီအလုပ်ကိုလုပ်နိုင်တဲ့အခွင့်အရေးရှိနေလို့လူတိုင်းမှာဒီခွင့်ရမရှိဘူးနော်လူဖြစ်တိုင်းလည်းရှိတာတော့မဟုတ်ဘူးနော်မှန်ကန်တဲ့အဆုံးအမလို့ဆိုတဲ့မြတ်စွာဘုရားရဲ့သာသနာနဲ့တွေ့ခွင့်ရတဲ့သာသနာရဲ့ပုံမှာသာသနာဆိုတာအဆုံးအမကိုပြောတာဟုတ်လားအဲ့ဒီအဆုံးအမရဲ့ပုံမှာယုံကြည်သက်ဝင်တဲ့တရားတရားရှိတဲ့လူမှသာလျင်ဒါကိုကျင့်သုံးနိုင်တဲ့အခွင့်အလမ်းရှိတာဟုတ်လားဒီအဆုံးအမတွေကိုကြားရတိုင်းလည်းပဲဒါကိုစမ်းကြည့်မယ်လို့တောင်စိတ်ကူးမပေါက်တဲ့လူတွေအများကြီးမရှိဘူးလားရှိရနော်လူဖြစ်တိုင်းလည်းပဲလူချင်းတူတာမဟုတ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အခြေအနေလေးကနော်ဒီအလုပ်ကိုလုံနိုင်တဲ့အတွက်နော်လုံနိုင်ဖို့အတွက်အခွင့်အလမ်းအကုန်လုံးပြည့်နေတယ်အခြေခံလိုအပ်ချက်တွေအကုန်လုံးပြည့်စုံနေတယ်သိနိုင်မြင်နိုင်စွမ်းဉာဏ်အည်အသွေးမိတဲ့လူတယောက်ဖြစ်နေတာကတကြောင်နော်အဆုံးအမကောင်းလို့ဆိုတဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ခွင့်ရတာကတကြောင်ဒါကိုဘဝကောင်းနဲ့တွေ့တယ်အခါကောင်းကြုံနေလို့ပြောတာနေတဲ့အခွင့်အရေးတော့မဟုတ်ဘူးနော်မြင်တတ်ဖို့တော့လိုတယ်တန်ဖိုးရှိတာကိုတန်ဖိုးရှိမှသိမှလည်းပဲနော်အလားအတမဆုံးရှုံးအောင်ကြိုးစားမှာနော်တန်ဖိုးရှိတာကိုတန်ဖိုးရှိမှမသိရင်တော့ပေါ်ပေါ်ပဲပဲနဲ့ပျက်စီးပြုံးတီးသွားမှာပေါ့နော်ကိုကဘာမှမရှာမဖွေရပဲနဲ့မိဘရှာဖွေတာကိုပဲတော့ထိုင်ပြီးတော့ငွေကြီးရဲ့တန်ဖိုးကိုနားမလဲပဲနဲ့တော့တချို့သုံးဖြုံနေကြတဲ့နော်ဥစ္စာပစ္စည်းပေါ်များတဲ့ပုဂ္ဂိုလ်တွေရဲ့သားသမီးတွေတချို့နော်ပတ်စံကိုတန်ဖိုးမထားပဲနဲ့နေကြထိုင်ကြတာဘေးကနေမြင်ရတာနော်တွေးကြည့်ပေါ့နော်ဒါဥမာကိုပြောပြတာဟုတ်လားခုဒကာဓမ္မတို့ဦးဇင်းတို့တွေကလည်းပဲဘွားကကိုပြုတ်ခဲ့တဲ့အကြောင်းတရားလေးတွေပြည့်စုံလို့ဒီအလုပ်ကိုလုပ်နိုင်ခွင့်ရှိတဲ့နော်ဘဝဒီအလုပ်ကိုလုပ်တတ်အောင်သင်ကြားပေးတဲ့သာသနာအဆုံးအမဒါနဲ့တွေ့ကြုံနေရတဲ့အခြေအနေလေးကိုဘာလို့ဖို့လို့တော့တန်ဖိုးထားဖို့လိုတယ်မတွေ့ရမကြုံရသောပုံကိုယ်တွေနဲ့နှိုင်းစာမယ်ဆိုလို့ရှိရင်တွေ့ကြုံနေရတဲ့လူတွေရဲ့အဒီအတွက်ဟာအလွန်တရာမှနေပါတယ်ဒါကြောင့်မလို့တချို့ညတွေပါစိတ်ဝင်စားဖို့လိုတယ်နော်ညဒီကောင်းတဲ့အလုပ်ကလေးကိုလုပ်ဖို့အတွက်အလွန်တရာမှနော်အခွင့်သာတာပဲဆိုတဲ့အမြင်မျိုးပေါ့ဟုတ်လားညဆိုတာနော်ဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်ပညာရှိတွေအတွက်ညဆိုတာအိပ်ဆက်ပြစ်လိုက်ဖို့မဟုတ်ဘူးတဲ့နော်နက္ခတ္တရာခြေတကာတို့ဖြင့်အလှဆင်ထားတဲ့ညဆိုတာသူတော်ကောင်းတရားကိုသိအောင်လုပ်ဖို့အတွက်အချိန်အခါဖြစ်တယ်လို့အဲ့လိုဟောတာလည်းရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့မပြင်းမရှိလုံလဝရိယထက်ထက်တန်တန်နဲ့ဒီအလုပ်ကိုကြိုးစားနိုင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့တန်တန်မှာစိတ်အေးလက်အေးနေနိုင်တဲ့အနေအထားမရှိသေးလို့ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကယဟန်တော်တွေဝိသကကျောင်းမကြီးစောက်လုပ်ပြီးတော့လှူထားတဲ့ပုပ္ပါယုံကျောင်းထဲမှာနေကြရင်းနဲ့မြတ်စွာဘုရားလည်းအဲ့ဒီမှာသတင်းသုံးနေတာအဲ့ယဟန်တော်တွေကစွန့်စားပြီးတော့စကားစင်ပြီးပြောတောင်းရောက်မြောက်ရောက်စူသူညံ့ညံ့အဲ့လိုဖြစ်နေတာနော်တရားနှလုံးသွင်းမှုမရှိဘဲနဲ့
နော်ပြစ္ဆလက္ခနေတဲ့အနေအထားမျိုးဖြစ်နေတော့မြတ်စွာဘုရားကရှင်မမောက္ကလံကိုခေါ်ပြီးတော့အဲ့ဒီယဟန်တွေကိုထိတ်လန့်အောင်နော်ရှင်မမောက္ကလံကိုလှုပ်ခိုင်းတယ်အဲ့ဒီယဟန်တွေထိတ်လန့်သွားအောင်အဲ့တော့ရှင်မမောက္ကလံကဘာလုပ်တုံးဆိုတော့အဲ့ဒီဝိသကအကြောင်းမကြီးစောက်လုပ်ထားတဲ့အဲ့ဒီကြောင်းပြတ်သက်ကြီးကိုလှုပ်သွားအောင်လှုပ်လိုက်တယ်တဲ့ဟုတ်လားတွတ်ခါရမ်းသွားအောင်လှုပ်ပလိုက်တယ်အဲ့ကြောင်းမောနေတဲ့လူတွေကငလင်ကြီးအကြီးကျယ်များလှုပ်သလားဘာမှဖြစ်တယ်လဲဆိုတော့အကုန်လုံးကြောက်လာဟာပြေးကြတာပေါ့နော်အဲ့တော့မြတ်စွာဘုရားလည်းရှိတော့မြတ်စွာဘုရားဒီပဲပြေးလာကြတာသူတို့အာကိုအာရပြုတ်တာအဲ့မှာမြတ်စွာဘုရားဘာဖြစ်လို့ပြေးလာကြအောင်ဆိုတော့ကြောင်းအကြီးကျယ်လှုပ်သွားတယ်အဲ့ဒါတင်တို့ထိတ်လန့်နေလို့ငါရှင်မမောက္ကလံကိုတင်တို့မေ့လျော့နေလို့ရှင်မမောက္ကလံကိုငါထိတ်လန့်အောင်လှုပ်ခိုင်းလိုက်တာအဲ့ဒီမှာမြတ်စွာဘုရားဥဋ္ဌာဏသုတ်တံဆိုတာဟောတာရှိတယ်အဲ့ဒီတည်းကဂါထာလေးတွေကအလွန်မှတ်သားစရာကောင်းဥဋ္ဌေထနိတိတထကိုအထောသူပိတေနဝါအတုဒာနေကြီးကာဏိတာတန်လဝိဒါနာရုပ်ပတံဥဋ္ဌေထထကြကုန်လောနိတိတထထိုင်ကြကုန်လောကိုအထောသူပိတေနဝါတင်တို့အတွက်အိပ်ဆက်ခြင်းအပြင်ဘယ်ကျိုးရှိပါအန်နီတဲ့နော်ပြောထားရလေနော်တေချာနာထောင်ထကြတဲ့ထိုင်ကြတဲ့နော်ထိုင်ကြဆိုတဲ့စကားတောင်ပါလာတယ်နော်နိတိတထဆိုထိုင်ကြနော်ထကြကုန်လောထိုင်ကြကုန်လောကိုအထောသူပိတေနဝါတင်တို့အတွက်အိပ်ဆက်ခြင်းအပြင်ဘယ်ကျိုးရှိပါအန်နီအိတ်နေတော့ဘာအကျိုးမရှိဘူးတဲ့အတုဒာနေကြီးကာဏိတာတန်လဝိဒါနာရုပ်ပတံကိလေသာမြားစုလို့စိတ်နှလုံးကဖောက်ပြန်တုန်လှုပ်နေကြတဲ့တင်တို့အတွက်အိပ်ဆက်ခြင်းဟာတကယ်ကိုအကျိုးမရှိဘူးတဲ့ဆိုလိုတာကတရားဓမ္မဥဒ္ဓရဲ့စိတ်နှလုံးကဆင်းရဲနေတဲ့ပူလောင်နေတဲ့မငြိမ်းချမ်းမှုမချမ်းသာဘူးကိုချမ်းသာအောင်မလုပ်ရသေးပဲနဲ့အိတ်နေတာအကျိုးမရှိဘူးကိုချမ်းသာအောင်လုပ်ပြီးသွားပြီစိတ်ကကိလေသာညောင်ဆူတာဘာမရှိတော့စိတ်ထဲမှာတကယ်ကိုပဲတရားထုတရားမြတ်ကိုရပြီးတော့ငြိမ်းငြိမ်းအေးနေနိုင်တဲ့အနေထားရောက်သွားပြီဆိုရင်တော့နော်အိပ်ဆက်ခြင်းဟာသူ့အတွက်ဘယ်လိုပြောမလဲအကျိုးမရှိဘူးလို့ပြောလို့မရတော့ဘူးပေါ့နော်ဟုတ်လားသူကဘာလို့ပြောမလဲဆိုတော့သူကသူ့အတွက်အိတ်လို့လည်းပဲအိတ်တာကြီးကသူ့အတွက်သူအိတ်မယ်ဆိုလို့ရှိရင်ချမ်းသာတာသူအိတ်လို့ရပြီပေါ့တရားဓမ္မတို့အချင်းတို့တွေကအိတ်နေရလောက်အောင်တကယ်တမ်းကစိတ်အေးလက်အေးရှိတဲ့အနေထားမဟုတ်သေးဘူးလို့အဲ့လိုမျိုးဆိုလိုတာသဘောပေါက်လားမသိဘူးအေးဒါပထမဂါထာလေးနောက်ဒုတိယဂါထာလေးကပိုတောင်ကောင်းသေးတယ်ဥဒ္ဒထနိတိတထဒံလံသိက္ခထတန်တိယမာဝပမတ္ထေဝိညာယမေစုရာဇအမောဟိတဝတ္တနုကိဥဒ္ဒထနိတိတထထိုင်ကြထကြကုန်လို့ထိုင်ကြကုန်လို့တဲ့ဒံလံသိက္ခထတန်တိယတန်တိယငြိမ်းချမ်းခြင်းအတွက်ဒံလံမြဲမြဲဆွဲဆွဲသိက္ခထကျင့်ကြကုန်တော့ဒီစိတ်နှလုံးကလေးငြိမ်းချမ်းဖို့အတွက်ချမ်းသာဖို့အတွက်ဆွဲဆွဲမြဲမြဲကျင့်ကြည်တဲ့ဟုတ်လားနောက်ပြောတဲ့စကားကထိတ်လန့်စရာတော့ကောင်းတယ်မာဝပမတ္ထေဝိညာယမေစုရာဇအမောဟိတဝတ္တနုကိသေမင်းကြီးကတဲ့တင်တို့မေ့နေတာကိုသိပြီးတော့တစ်ချိန်မှာတင်တို့ကိုအကြီးအကျယ်ဒုက္ခရောက်အောင်မနှိပ်စက်ပါစေနဲ့တဲ့ဒါကတွယ်ဝိုက်ပြီးတော့တင်စားပြီးတော့ပြောတာနော်မေစုရာဇမေစုဆိုတာသေခြင်းရာဇဆိုတာမင်းသေမင်းဆိုတာတတိတခြားမရှိဘူးလို့စောစောပြောခဲ့ပြီနော်ဒီခန္ဓာကိုယ်ကြီးကိုပဲပြောတာဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုတင်စားပြောတော့သေမင်းကြီးကတဲ့တင်တို့မေ့နေတာကိုသိပြီးတော့နော်သေကံဒီအချိန်မှာတင်တို့ကိုတူဝေအောင်မလုပ်ပါစေနဲ့တဲ့ဆိုလိုတာကတရားအထုတ်မှုမရှိဘဲနဲ့ခန္ဓာအကြောင်းဘဝအကြောင်းသိအောင်မလုပ်ဖဲနဲ့ဘဝမှာမိမိရောပေါ့ဆာအချိန်ကုန်သွားမယ်ဆိုရင်သေကံဒီမှာကြောက်ကြောင်ရွံ့ထိတ်ထိတ်လက်လက်ပူပူလောင်လောင်ဆင်းနေရသေရတတ်တယ်လို့ပြောတာအဲ့ဒါသေခြင်းတရားကြီးကသေကံဒီမှာကိုယ့်ကိုဘာလို့တော့တွေးဝေအောင်လုပ်လိုက်တယ်အမှန်တရားကိုမသိနိုင်ဘူးသေခြင်းတရားကိုလက်မခံနိုင်မဲနဲ့တချို့ဆိုလို့ရှိရင်တကယ်ကိုပဲနော်တလိဆန်တကောင်လို့သေသွားကြတဲ့လူတွေမရှိဘူးလားရှိရနော်ဒါကြောင့်မြတ်စွာဘုရားကထကြကုန်လို့ထိုင်ကြကုန်လို့ငြိမ်းချမ်းခြင်းအတွက်ဆွဲသွဲမြဲမြဲကြိုးစားကြကုန်လို့သေခြင်းတရားကြီးသေမင်းတရားကြီးကတင်တို့မေ့နေတာကိုသိပြီးတော့တစ်ချိန်မှာတင်တို့ကိုတွေးဝေအောင်မလုပ်ပါစေနဲ့ဆိုတဲ့စကားလေးကစဉ်းစားတယ်မကောင်းဘူးလားအဲ့ဒါလည်းသေခြင်းကိုပြပြီးတော့ပဲမြတ်သောအကျင့်ကိုကျင့်သုံးဖို့တိုက်တွန်းတာနော်အေးဒါကြောင့်ပိဿပေါင်းသူတော်တို့အဟောရတမတ္တန်တေတောနေရောညာရောမပြင်းမရိဧဝံဝိဟာရိအာတပိန်ဒီမြတ်သောအကျင့်ကိုကျင့်သုံးပြီးတော့နေလေးရှိတဲ့ပုဂ္ဂိုလ်ကိုတန်တော်အာစိတ်ကတိမှုနေငြိမ်းအေးပြီးဖြစ်ကြတဲ့ဘုရားရှင်ကိုရမြတ်ကြီးတွေကတံဝေဗတ္တေကရတော်ဒီပုဂ္ဂိုလ်ကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ကြီးမွမ်းကြတယ်လို့ဒါကနောက်ဆုံးဂါထာလေးဟုတ်လားအဲ့တော့ဦးဇင်းတို့ဂါထာ၄ပုဒ်ဖြင့်တန်းစာဆင်ပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဗတ္တေကရတသုတ်တံဂါထာတစ်ပုဒ်နဲ့တစ်ပုဒ်နဲ့အချိတ်အဆက်အလွန်တရာမှမိတယ်ဆိုတာလေးကိုသတိထားရမယ်ဟုတ်လားပထမဂါထာလေးကဘာပြောတော့အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံနဲ့အတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာမရောက်သေးဘူးအတိတံနာနွာကမေယနပတိကင်ခေအနာဂတံယရတိတံပဟိနန္တအပတ္တင်္စအနာဂတံရွတ်လိုက်ရင်ဘာမှမကြောက်ဘူးနော်အတိတ်ဘယ်ကိုသိပြီးတော့ရွတ်ရင်အလွန်ကျက်တည်မင်္ဂလာရှိမယ်ဟုတ်လား
အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့အတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာမရောက်သေးဘူးအဲ့လိုဆိုရင်တကယ်လက်တွေ့မှာစိတ်ကိုအတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့ဦးဇင်းတို့ဘယ်လိုကျင့်မလို့ပိစုပန်နေစာယောဓမ္မတထတထဝိပဿတိအတ္တဟိတအတ္တကုပ္ပံတံဝိရောမနုပြွေရေအခုလောလောဆယ်ပိစုပန်အခိုက်အတန့်မှာဖြစ်နေတဲ့သဘာဝတရားတွေကိုအမှန်ကန်သိပြီးတော့နေလိုက်ပါဒါဆိုရင်ဒီစိတ်ဟာတွန့်တုံမှုလည်းမရှိဘူးပျက်စီးမှုလည်းမရှိဘူးအဲ့ဒီလိုမြင့်မြတ်တဲ့နေတဲ့နီးနဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာကြိုးစားအထောက်ပြီးတော့နေကြတယ်တဲ့ဒါကဒုတိယကထာနော်အဲ့ဒီမြတ်သောအကျင့်ကိုကျင့်သုံးလိုစိတ်ထက်သန်ဖို့အတွက်တွန်းအားပေးတဲ့အနေနဲ့မြတ်စွာဘုရားကဘာကိုပြပြီးတော့တိုက်တွန်းတော့သေခြင်းကိုပြပြီးတော့တိုက်တွန်းတယ်အဲ့ဒါတတိယကထာနော်ဒီနေ့ပဲအဲ့ဒီမြင့်မြတ်တဲ့အလုပ်ကိုလုပ်ဖြစ်အောင်လုပ်လိုက်ပါမနေ့ပြန်လှုပ်ခွင့်ရှိမယ်မရှိဘူးဆိုတာဘယ်သူမှအတိအကျမသိနိုင်ဘူးဘာကြောင့်လဲဆိုတော့များစွာသောစစ်တီရှိသောတေမင်းနှင့်တနည်းအားဖြင့်ပျက်စီးစရာအကြောင်းတရားအလွန်များသောဒီခန္ဓာကိုယ်နဲ့ဒကာဓမ္မဦးဇင်းတို့တွေကဘယ်ချိန်မှတွေ့ကြကြုံကြမယ်သိကြမယ်ဆိုတာချိန်ထားတာမရှိလို့တဲ့ဒါတတိယဂါထာနော်နောက်ဆုံးဂါထာကဘာပြောတော့အဲ့ဒီလိုမြင့်မြတ်တဲ့အကျင့်ကိုနေရောညာရောမပြင်းမကြီးထက်သန်တဲ့လုံလဝရိယနဲ့စ조사ပြီးတော့နေမယ်ဆိုရင်ဒီပုဂ္ဂိုလ်ကိုကောင်းသောညာရှိတဲ့ပုဂ္ဂိုလ်လို့ငြင်းအေးပြီးဖြစ်ကြတယ်ဘုရားရှင်ကိုရမြတ်ကြီးများကချီးမွမ်းတော်မူကြတယ်တဲ့ဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ပထမဂါထာလေးနဲ့ဆက်ဆက်ပြီးတော့တွေးဖို့တိမိယယတိပြောသွားတဲ့ဂါထာလေးနှစ်ပုဒ်ထည့်ပြောတာသတိရဖို့လိုမယ်နော်သူဟာပါလေအတိတ်ကိုလည်းမစိုးရိမ်ဘူးအနာဂတ်ကိုလည်းတောင့်တမှုမရှိဘူးပြစ္ဆုတ်ပံနဲ့မျှတတယ်ဒါကြောင့်သူ့မျက်နှာလေးဟာကြီးနေတယ်တဲ့အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးဓာတ်မှာဖြစ်နေတဲ့ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ပေါ်လက်တန့်သဘာဝတရားတွေရဲ့အကြောင်းကိုမသိကြတဲ့မိုက်မဲတဲ့လူတွေကတော့အတိတ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်တဲ့အနာဂတ်ကိုတောင့်တမှုကြောင်းကြမှုနဲ့ပူပန်နေအဲ့ဒီလိုလူတွေကြတော့ဘလို့ဖြစ်နေတော့ရိပ်ဖြတ်ထားတဲ့ကျူရိုးများကျူပင်များလို့ညှိုးနွမ်းနေကြတယ်တဲ့ဒါပဲပြောတာတော့တေမိယပြောတာနော်ပြစ္ဆုတ်ပံမှာနေမယ်ဆိုလို့ရှိရင်ငြိမ်ငြိမ်ချမ်းချမ်းဖြစ်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့တန်တတိအမတ်ကြီးကိုဟောတဲ့ဒေသနာတော်ကိုဦးဇင်းတို့ပြောတာမရှိဘူးလားယံပုပ္ပေတံဝိသောတိဟိပစ္ဆာတိမာဟုကိဉ္စနံမိစေစေနောဂေတတိဥပသန္တောဥပတန္တောစရိတတိရှေးနောက်အလေမှတ်မိဖို့လိုတယ်နော်အတိတ်ကိုဘယ်လိုပြောတော့ရှေးအနာဂတ်ကိုနောက်ပြစ္ဆုတ်ပံကိုအလေရှေးယုံနံရဲ့အပေါ်မှာကိလေသာကို6တွေ့ပါစေနောက်ယုံနံရဲ့ပုံမှာဖြစ်ပေါ်လာတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲတောင့်တမှုကြောင်းကြမှုမရှိပါစေနဲ့ပြစ္ဆုတ်ပံအလဲကိုလည်းပဲစွဲမယူဘူးဆိုရင်သင်ဟာငြိမ်းအေးသွားလိမ့်မယ်တဲ့ဟုတ်လားနောက်ဆုံးဦးဇင်းတို့သိချင်းတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကမြတ်သောအကျင့်ကိုကျင့်သုံးလိုစိတ်ထက်သန်စေဖို့သိချင်းတရားကိုပြပြီးတော့ဆုံးမတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လူတွေရဲ့အသက်ဟာအချိန်တိုင်းသိချင်းဆိုတဲ့ဘေးရှိတယ်ဆိုတာကိုဗာလိနဲ့ဥမာပြောတော့တစ်တီးများနဲ့ဥမာပြောတယ်ဒါပြောခဲ့တဲ့စကားလေးတွေရဲ့အနှစ်ကလေးတွေချုပ်ကြည့်နေတာဟုတ်လားတစ်တီးမှဲ့တွေဟာနနခင်းတိုင်းမှာကြွေးကြခြင်းဆိုတဲ့ဘေးရှိတယ်အဲ့လိုပဲမွေးဖွားလာတဲ့တတ္တဝါတိုင်းဟာသေခြင်းဆိုတဲ့ဘေးဟာအချိန်တိုင်းရှိတယ်သူကြတော့အချိန်မရွေးလို့ပြောတာနော်အချိန်ကန့်သက်ချက်မရှိဘူးနော်ဘယ်ချိန်ဟာမသေနိုင်တဲ့အချိန်ဆိုတာမရှိဘူးနော်နောက်ဆုံးဦးဇင်းတို့နေရောညာရောမပြင်းမကြီးဒီအချင်းမြတ်ကိုကျင့်ကြတဲ့ပုဂ္ဂိုလ်တွေကိုကောင်းသောညာရှိတဲ့ပုဂ္ဂိုလ်တွေလို့ဘုရားရှင်ကိုရမြတ်ကြီးများချီးမွမ်းကြတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့ဒီလုံလဝရိယထက်သန်ဖို့နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဥဋ္ဌာဏသုတ်တံလာဒေသနာလေးတွေကိုလည်းကောင်းထုတ်ချက်ချပြီးတော့ဦးဇင်းတို့ပြောတာမရှိဘူးလားရှိတယ်ထားကြကုန်လို့ထိုင်ကြကုန်လို့သင်တို့အတွက်အိပ်ဆက်ခြင်းအပြင်အကျိုးမရှိဘူးဘာကြောင့်တော့ကိလေသာညောင်ဆူးလို့ဖောက်ပြန်တုန်လှုပ်နေတဲ့အခါကာလမှုလို့ဒါပြောတာဟုတ်လားငြိမ်းချမ်းမှုအတွက်ဆွဲဆွဲမြဲမြဲကျင့်ကြနော်ဘယ်နဲ့ကြောင့်တော့နောက်တစ်ချိန်မှာသေမင်းကကိုမေ့နေတာကိုသိပြီးတော့နော်တူရအောင်မလုပ်ပါစေနဲ့ဒါလေးကအခြေချက်ပြီးတော့ပြောစရာတော့အလွန်ကောင်းတယ်ဟုတ်လားဒါကဒီကနေ့ညပိဋကပေါင်းတော်ပေါင်းတို့ကိုဦးဇင်းတို့ပြောခဲ့တဲ့စကားအားလုံးရဲ့အနှစ်ချုပ်ပါနော်အကြောင်းအရာ၄ခုကိုအခြေခံပြီးတော့ဦးဇင်းတို့နော်အချမ်းရံဒေသနာလေးတွေနဲ့ဆက်ဆက်ပြီးတော့ပြောပြပါတယ်ဟုတ်လားတော့တနာရီနဲ့10မိနစ်ရှိလာပြီနော်အချိန်ကမှန်းထားတဲ့အတိုင်းအံဝင်ခွင့်ကြပဲဟုတ်လားအဲ့တော့ဦးဇင်းတို့ဏိဒန်းလေးကဘယ်လိုပြောခဲ့တော့ဒီဒေသနာဒီဂါထာလေးတွေဟာဘဝမှာအမြင့်မြတ်ဆုံးအငြိမ်းချမ်းဆုံးနေလိုကြတဲ့ပုဂ္ဂိုလ်တွေအတွက်တကယ်ကိုကျွမ်းကျင်သိထားတဲ့အကြောင်းအရာလေးတွေလို့မပြောခဲ့ဘူးလားပြောတယ်နော်ဒါကြောင့်ကိုယ့်ရဲ့ဘဝလက်ကျန်မှာမြင့်မားတဲ့အသိဉာဏ်တွေဖြစ်ပေါ်လာစေဖို့ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ချမ်းချမ်းသာသာဘဝကိုကုန်လွန်နိုင်စေဖို့အတွက်ဒီဗတ္တိကရတ္တသုတ်တံမှာလာရှိတဲ့အဆုံးအမများကိုအပ္ပမရတရားလက်ကင်ထားပြီးတော့လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့ဒီကနေ့ညပိဋကပေါင်းတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကု
ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း